We root for the home team because they're our team too. And with more than 25 local... Oh, me o chocolate, chao chocolate. Ah, wala ki. Me la Australia ni go call mo. ကျမမမမိုးလို့လာမခေါ်နဲ့ကျမငမိုးမဟုတ်ဘူးကျမလေလီမိုးမဟုတ်ဘူးဒီလားကရင်Lottie, queen is queen. Tale nu tu plan ya pune. No pamu ke bau tengah long. Me o kiga ne ba ya lo pi lo ta tengah ma long. O te tengah kini. Jadi nyai ketera ala peyo no. Ye buat kenyo tak kesan ni itu ma awera ma yo ke keluar le peyo ba aku ni. Ye ke lai buat kenyo tak kita keluar ni le awera lai le kak kerbi. Pekero buat kenyo ibu tahu mu bui ni. Bagaimana he show peyo thau bola. Ha? Wala di ni buat kenyo le myom seba tu ni ni. Kiki choti mana mahawa kita buat buat kenyo ni. Bapa cino kuat kedo jenis lah. Cuma terlalu titik sama pabu cuma lumio apa mana? Walagi halagi ni lagi no. Mingla ba. No. Mingla ba.
လူဆိုတာလေစကားပြောပြီးဆိုရင်ပြီးသူများနာမည်ပြက်အောင်လုပ်ပြီးဆိုပြီးမပြီးဘူးနော်မပြီးဘူးတက်တည်ပြရမယ်ကိုပြောတဲ့စကားကိုမလားဆိုတာကိုတက်တည်ပြရမယ်သူများအကြောင်းမကောင်းကြောက်လည်းလက်ပြောပြီးတော့ဘာမဟုတ်တဲ့တည်းတွေကိုလက်ပြောပြီးတော့အော်ဒီလူကငါပြောပြီးဆိုရင်နာမည်ပြက်ပြီးဘာမှမဖြစ်ဘူးငါပြောရဲတာငါပြောရဲလို့ငါပြောရဲတာဒီလိုမျိုးစကဲမှုနဲ့လာမလုံးနဲ့တိလားဒီကရေမလေကိုကောင်းဆောင်ကိုဆဲမယ်ဆိုရင်ဆဲမယ်မကောင်းဘူးဆိုရင်ပြောမယ်ဒါပေမဲ့ကိုရဲ့ကရင်တမျိုးသားလို့ကိုရဲ့ကရင်လာကိုဘယ်တော့မှပြန်မစော်ကားဘူးတိဖို့ဖေလို့မအခုကပမာစကားလေကျွတ်ချက်ပြောမတတ်ပေမဲ့ဆဲတာပြီတိလားဖေလို့မနေတော့ဆဲတာတော့ကိုပဲကျမလိုက်ပြီးတော့ဟိုပြဆဲတယ်လေနေတော့ဆဲတာကိုလောတော့ကျမနားမလဲဘူးတဲ့ကြောင့်မလို့ကျမမနာဘူးကျမပြဆဲတာကိုနေတော့နားလေတယ်ဆိုတော့နေတော့ပဲနာတယ်တိလားစောက်ကြည့်နေတော့လို့အနစ်လို့အဆင့်တန်းနော်ဒီလိုဟာလီမိုရီယောက်ကနော်လီမိုရီယောက်ကဩစတြေးလျမှာနေလီမိုရီယောက်လေသူ့ရဲ့ဆင့်တန်းငါကြောက်ရမဲ့တဲ့ဆင့်တန်းတော့သူ့ကိုသူထင်နေတာလားဟမ်စကားပြောမယ်ငါခင်မောမေးလို့နော်ကိုကျမတို့ကတော့လေကိုအားကိုတယ်ကိုလောက်တမကိုပြောတယ်ကိုလောက်နိုင်မကိုပြောတယ်ဒီလားဟာငါခင်မောငါပြောပြီးငါတရားဆွဲပြမယ်ငါခင်မောကသူပြောတဲ့စကားတော့ကိုလာသူခင်မောကိုသူအတိအကိုလို့တိပေးနေလို့လားဟမ်သူများကိုလိုက်ပြီးတော့စော်ကားနေတာငါခင်မောဘယ်သူမှစောက်ခင်မစားဘူးနေရဲ့အင်္ဂလိပ်အဖိုးကြီးကနော်အဖိုးကြီးအဲ့ဒီအင်္ဂလိပ်အဖိုးကြီးယူချင်လားအမေရိကန်မှာတဖိုးကြီးလာယူ free ပဲนี่ฮะละโอเคเนาะตัวมีนี่เด้ဟုတ်တယ်လေ မပုတ်တင်သူ့ရဲ့ဗလဲမကရင်မပုတ်တင်သူ့ကိုကန်ပေးတဲ့ဗလဲကန်ထားတဲ့လူတွေကဗလဲရဖန်းခဲတာပေါ့နော်10ရောက်ပြီးတော့ဦးလေးတရားကတော့ကန်ထောက်တယ်ပေါ့နော်အဲ့ဒီဦးလေးရဲ့ပုံကိုအဲ့ဒီတက်တင်ထောက်ထားပို့လာတယ်ဒီမှာဖေလို့မကျမတောင်းနေတာတက်တင်ပဲဦးလေးရဲ့အပုံအဲ့ဒီစကားကိုကျမပြောခဲ့မယ်ဆိုဒီ like ကိုကျမကိုပြလာပို့ပေးမဟုတ်တာတွေကိုလည်းမပြောနဲ့တိလားတက်တင်ကိုပြဟိုတနေ့ကလူ10ယောက်ကိုသူများဖားကိုတူလေမဖို့တဲ့ကြိုက်ထားလို့သူများဖားနေပါတယ်တဲ့ကိစ္စကိုပဲကျမတက်တင်တောင်းနေတာဦးလေးအဲ့ဒီဦးလေးကပို့တော့ဘာတော့မပါဘူးနော်ဖီလို့မဒီမှာလူတက်တမကောသူ့လေအစွန်ရောက်တစ်ဖက်ပိတ်လူလိုက်ဖွဲ့လူတက်တမကောငါတို့ကလူတက်တမဟာငါတို့ကလူတက်တမလားနေတို့ရဲ့ NUG ရဲ့ဆိုရတွေကလူတက်တမလားဆိုတာငါတက်တည်ပြမယ်တိလားဖေလို့မဒီမှာကြည့်ဖေလို့မနေတို့ကလေအလူဟာပြည်သူမထောက်ခံတော့လို့သူများအကြောင်းတွေကိုလက်ပြောမဟုတ်တာတွေကိုသူများကိုလက်ဆွဆွဲဖေလို့မဒီမှာလူတက်တမလားဘာတူလဲဒီမှာဆိုဟာစွမ်းတူမ NUGMOD ခရဲခွေကဲကွက်ကဲရေးမှုနော်ဗိုလ်ကြီးလူထွက်လူတက်မှုများစွာကျူးလွန်ထားသူလက်ရှိ PDF တိုက်ရေးမှုတယောက်ကိုသက်ပြက်လောက်ကြံရစေခိုင်းသူနော်ဒါတော့နင်တို့ NUG နဲ့ MOD လက်အောက်ခံဖေလို့မနော်နေတော့တော်လာရေးလောက်ပေမဲ့လဲလူတွေကိုပဲလက်တိုက်နေတယ်နေတော့နောက်ကိုမလိုက်တဲ့လူဆိုရင်မကောင်းကြတော့လဲပြောပြီးတော့အလူငယ်တို့ခံပြီးတော့တော်လာရေးကိုအတိအကျမလုပ်လူလေလူညာကကြီးကကြစ်တော်လာရေးနော်ဒီမှာနေတို့ရဲ့အကြောင်းတွေကလေပြည်သူနေတို့ကိုလက်ပြီးတော့မယုံတော့ဘူးတိလာဖေလို့မနေတို့ရဲ့ဆိုရဘဒူကတတ်မှတ်နေလို့လေဟမ်ဘယ်မှာလဲနေတို့ရဲ့ဌာနချိုးဖေလို့မဟမ်ကိုခိုးနေတာလားသူများကိုခိုးနေလားကိုမသိကိုမယုံလို့သူတခြားလူကိုလက်ပြီးတော့ဆွဆွဲဖီလို့မအစ်တန်းနော်နေတို့ရဲ့ NUG ကလေအခုကဘာမှစောက်တော့မကြတော့ဘူးတိလား
နေတို့ကလည်းအကျန်းဖက်ဖြစ်ကိုပြီတိလားဖေလို့မနေတို့ရဲ့ NUG ကခိုးတဲ့လူကိုဘယ်နှယောက်ရဲယူထားလို့လဲခိုးတဲ့လူကိုဘယ်နှယောက်ရဲယူထားလို့လဲဟမ်ပြီးတော့ပဒိတ်ကျိတ်တဲ့ဟာဒီ PDF မတွေကိုပဒိတ်ကျိတ်တဲ့ကောင်းဟာတိုက်ရမှုတွေကနေတော့ဘယ်လိုဟာရဲယူထားလဲဘာမှမယူထားဘူးဖေလို့မရဲ့အဲ့ဒါကြောင့်တော့နေတို့တွေကလေပြီးသူမထောက်ခါတာအဲ့ဒါကြောင့်မပြတ်သားတာဒီလားဖေလို့မပြလေရဒီလူ၁၀ယောက်ကတက်တရှိတယ်မဟုတ်လားပြလာလေငါတော့တက်တရှိမယ်ဆိုငါစကမ်းမှုတလောက်တိတောင်းနေတာငါပြလာကြပြီ ပေါ်သူလေအစုံရောက်နော်တစ်ဖက်ပိုက်လူလေဘွဲ့ ဟာတစ်ဖက်ပဲလူလေဖွဲ့ကငါတော့မဟုတ်ဘူးနေတော့တွေအဲ့ဒါကြောင့်တော့နေတော့တွေလေအခုကလေထပ်ဖို့အချစ်ချင်းရာဖြစ်နေကြတယ်ဘဒူအားစီရေးစင်မလဲဘဒူအားစီရေးစင်မလဲလာစင်ငါဥစားလာစင်ငါမခေါ်ဘူးနေခိုးနေတယ်နေမဟာနေမခေါ်ဘူးငါခိုးနေတယ်တလောက်နေတော့ရတော်လာရဲ့စင်တာတခိုးတော်လာရဲ့စင်တမ်းပဲဒီလားဘယ်နေရာမှမရောက်သေးဘူးနော်ငါနဲ့တွင်းမှာအဲ့ဒါကြောင့်တခိုးတော်လာရဲ့ဆိုတာဒီအစင်တမ်းဒီလားဖေလို့မ အဲ့ဒီဦးလေးရဲ့မျက်နှာတွေ့ချင်တာပေါ့လေဟာနေတော့ရတန်ရင်မူဘာဦးတာမနေတော့လောက်ကြံတာပြလိုက်တာနေတော့ဘာကိုတောင်းယူလဲ အဲ့ဒါကသူများပြောလို့နေလက်ပြောနေတာနော်နေဘာမှထောက်ထားမရှိဘူးတိလားကိုယ်ချင်းချင်းပြတ်သက်ဖြတ်ပြီးတော့ဒီအကျင့်ကလေနေတို့ရဲ့ NUG စောက်ကြည့်ပဲငါတို့ကရေစောက်ကြည့်တယ်မှမရှိဘူးတိလားဒီမှာဖေလုံးမငါပြမယ်မင်းကလေးတယောက်ကိုပဒိတ်ချိတ်ပြီးတော့ခလေးမွေးခိုင်းနေတယ်ခလေးပုတ်လဟန်ဗလဲဟိုတိတ်လေးမွေးခိုင်းနေတယ်နေတို့ရဲ့စင့်တာအဲ့ဒီတိုက်ရမှုလဲနေတို့ဘာမှလည်းရေးမယူဘူးနော်တိလားနေတို့စောက်ကြောင်းနေတို့စောက်ကြောင်းတယ်အဲ့တော့ငါတို့ကရေမတိဘူးလို့နေတို့ထင်နေလို့လားငါတို့ကရေတွေကလည်းနေတို့လိုကလေးကကြည့်မဟုတ်လို့နေတို့စောက်ကြောင်းတွေကိုလက်မပြောချင်ဘူးဖေလို့မ ဟမ်မင်းတို့အရန်ကိုအားထားရတဲ့ထောက်ဖို့ကိုပါဦးတမဟာလေးကတန်ရင်မူနေတို့နေရပေးထားတာနေတို့ပဲလောက်ကြံတာပြလိုက်တော့နေတို့ဘာမှတောင်းမယူဘူးလေနေတို့ကားပါခိုးသွားတယ်လေ အေးလေငါလည်းနေ့လိုမျိုးပြောလို့ရတာပဲဒီမှာ NUG တွေဟာစောက်ရှစ်နော်သူတို့ရေရှောက်ရှစ်ဒီဦးလေးလည်းပြောတာဟာဒီဦးလေးလည်းပြောတာပဲဒီလားဒီဦးလေးလည်းပြောတာပဲနေနေရတော်လာရေးရတဲ့ဖန်တော်လာရေးဆင့်ပဲတဲ့ပြီးတော့ဒီတော်လာရေးမှာ NUG အုပ်ချုပ်မယ်ဆိုရေးတဲ့ဘယ်တော့မှလည်းအောင်မြင်မှာမဟုတ်ဘူးတဲ့ဒါတော့နိုင်ငံရေးလောက်တဲ့သူတုတ်သားချက်နော်ဖေလို့မအစင်တမ်းမရှိတဲ့ကောင်မငမဲမငါတောင်းထားတာကြာပြီနော်ငါတောင်းထားတာခုချီထိနော်ဒီလူ၁၀ယောက်ကဘာတူလဲဒီအဖိုးကြီးကဘာတူလဲဆိုတာငါတောင်းထားတာကြာပြီနေ့မှတက်တယ်ရှိတယ်ဆိုရင်နှိချပြလိုက်လေပြီးတာပဲစကမ်မွတ်ရှောက်ပေးမယ်နော်နေ့မှတက်တယ်မှမရှိတာချပြဖို့အတွက်နေ့မှဘာမှမရှိတာချပြဖို့အတွက်သူများတွေကိုပဲအော်ငါမင်းနေတာအဲ့ဒီအဖိုးကြီးကြောင့်ငါမင်းနေတာဘာဦးကြောင့်ပြီးတော့ S1 နဲ့စပတ်ကိုတဲ့လို့နေတဲ့ကြောင့်ပြီးတော့ဆာလိုနေစပတ်ကိုတဲ့လို့နေတဲ့ကြောင့်မဟုတ်ဘူးနော်ငါမင်းနေတာနေပြောတဲ့တည်းပေါ့ငါမင်းနေတာတခြားကိစ္စရှော့မပြောနဲ့ဖေလို့မ ခိုးသွားတယ်လေအဲ့ဒီကားပိုင်စင်နဲ့မတည်သေးဘူးကားပိုင်စင် အဲ့ဒီကားပဲရှင်ကကျမကိုလာပြောတယ်လာပြောပြီးတော့သူတို့ရဲ့ကိစ္စကျမမသိဘူးသူတို့မှတမဟာလေးတော့လဲကျမနဲ့ဆက်တွေ့တာလည်းမဟုတ်ဘူးနော်အဲ့ဒီတော့အဲ့ဒီကားပဲရှင်ကကျမကိုလာပြောတယ်သူ့ကားကိုပြန်လုပ်ပေးငါမှအเจ้าအရာမှမသိတာငါဘယ်လိုပြန်လုပ်ပေးမလဲငါမှလည်း KTL လေးစရေးထဲမှာလည်းမရှိဘူး members တယောက်လည်းမဟုတ်ဘူးအဲ့ဒါကြောင့်ငါဘယ်လိုသွားပြီးတော့လုပ်ပေးရမှာလဲသူပေးတဲ့တက်တယ်လဲအတိအကျတက်တယ်မှမဟုတ်တာငါဘယ်လိုသွားလုပ်ပေးရမှာလဲပြီးတော့ငါပြအသံပြပို့တယ်ငါပြောနေတယ်သူနဲ့ဘချွန်တမ်းများသိနေတာပဲလို့သိနေတာပဲဆိုပြီးတော့နေဘချွန်တမ်းများနဲ့ဒါရက်ပြောလို့ငါသွားပြောပေးလို့မရဘူးငါကိစ္စလည်းမဟုတ်ဘူးငါအဲ့ဒီအကြောင်းတွေဘာမှမသိဘူးလို့ပြီးတော့အဲ့ဒီအသံကိုနေစီမှာသူသွားပို့တယ်လေပြီးတော့နေပါပြောလဲဖေလို့မ
နေပြောတယ်အဲ့ဒီကိစ္စစကမ်မှုတိနေပါတယ်စကမ်မှုဖိုးကွယ်ပေးတယ်ကျမတို့ကောင်မမျိုးကလေမဟုတ်တာဘာမှမဖိုးကွယ်ပေးဘူးတိလားကြားလားဒီကိစ္စကိုအတိအကျမဟုတ်ဘူးဆိုရင်ကျမမပြောဘူးအတိအကျဆိုရင်ကျမပြောတယ်သူပေးနေတဲ့တက်တွေကအဲ့ဒီတက်တွေကဒီလူကဒီကားကဒီလိုမျိုးဒီကားသူတငယ်ချင်းဒီမျိုးယူသွားတယ်ဗာညမအပြည့်စုံမပေးတာငါဘယ်လိုသွားပြီးတော့အဲ့ဒီကားကိုငါကျမကလေမမို့တတိပြောတာလေသူများအပေါ်မှာဖာဝယ်ယူတာမရှိဘူးနေ့လိုကောင်မမျိုးမဟုတ်ဘူးအာနာမယူဘူးကျမကကူညီနိုင်ရကူညီမယ်ပြောနေတဲ့ကိစ္စကိုပြောပေးမယ်ဒါပဲနော်ငါကူညီပေးလို့ငါစကားပဲနားထောင်ရမယ်ငါကူညီပေးလို့ငါပြောတယ်ပဲလဲလို့ရမယ်နေ့လိုကောင်မမျိုးစိတ်မဟုတ်ဘူးဆိုတာနေသိဖို့သူငါ့ကိုအကူညီလာတောင်းတယ်ဟုတ်တယ်ဒါပေမဲ့သူအကူညီလာတောင်းတာသူစီမှာတက်တယ်ပြည့်စုံမှမရှိတာအပြည့်စုံမရှိလဲကျမဘယ်လိုလုပ်ပြရမလဲငါတို့ပြပြောတာပဲငါလည်းမသိဘူးလို့ငါလို့ပြလို့မရဘူးလို့ငါပြောနေတာပဲအဲ့ဒီတောင်းနဲ့စီမှာသူပို့ပြီးတော့နေပြောတယ်စကမ်မူအားတဲ့သူဒီမှာနော်စကမ်မူအတန်နော်နားထောင်ဒီကောင်မလည်းတိတယ်အဲ့ဒီကောတူလာမျိုးသူကိုကွယ်ချတယ်သူဖိုးကွယ်ချတယ်ဒီမှာဖေလို့မငါလို့ကောင်မမျိုးကလေအမတ်တရားဆိုရင်ငါဘယ်တော့မှမကကွယ်ပေးဘူးတိလားအမတ်တရားဆိုရင်လေငါကိုလို့ပြောတယ်ထောက်ပြတယ်နော်မားတယ်ငါကကွယ်ပေးမယ်ဆိုရင်ကျမမှာနေ့လို့စိတ်ဓာတ်မျိုးမရှိဘူးအတန်းစားမရဲ့နော်ဒီကကိစ္စငါရှင်းမယ်ဟိုတခွနဲ့ပြောတယ်ငါမပြောချင်ဘူးငါတလည်းနေဖွင့်လိုက်တယ်ငါမပြောချင်ဘူးဘာဖြစ်လို့လဲအစစ်အတမ်းမတူလို့ဒါပေမဲ့အခုကကျွန်မပြောတယ်ဘာဖြစ်လို့လဲဆိုတော့နေ့လို့ကောင်မမျိုးကလေစေခေါ်တဲ့လူမရှိဘူးဆိုရင်နေ့ကိုနေမှတယ်နေ့ကိုနေတာတယ်ဆိုတော့နေ့ကိုနေထင်အထီကြီးနေတာဖေလို့မကိုအထင်မကြီးနဲ့နေ့အစစ်တာလေငါချီတော့လောက်တော့မှနေမမီဘူးဆိုတာနေသိဖို့ဒီလားဖေလို့မဆက်ပြောခိုးသွားတယ်လေအဲ့ဒီကားပိုင်စင်နဲ့မတည်သေးဘူးကားပိုင်စင်ကပေါ့ဦးမတည်ခင်မှာအဲ့ဒီကားကိုပေါ့ဦးကိုပေးစီးတာသူတို့တငယ်ချင်းသူတို့တငယ်ချင်းသူပေးစီးတာလေဘိုးချွန်တမ်းများနဲ့ပါဆိုင်လို့လေအဲ့ဒါကြောင့်ကျွန်မပြောတာဗောနေတော့အချင်းပေးစီးနေတာအခုကနေရဲ့ကားဒီလိုမျိုးဖြစ်တာလူတယောက်လည်းတေဆုံးသွားပြီဆိုတော့ဘယ်လိုမျိုးတင်နေတာလဲသူနေကဘယ်မှမလဲငါမှမသိတာငါဘယ်လိုလုပ်ပြီးတော့သွားပြီးတော့ရှာပေးမှလဲသူတို့တငယ်ချင်းအချင်းကိစ္စဖေလို့မနော်ပိုင်မှာကားပိုင်စင်နဲ့သူ့ကားပြန်တော့လိုချင်တယ်အဲ့ဒီကားနဲ့တော့ခွေးမသားနဲ့တမ်းပြန်မပေးဘူး你都打来的，你要带人木给人呗，把屋里都当没有。ဟုတ်တယ်လေဒီဖီရဲတိုက်ရဲမှာလဲတတ်နေတဲ့တိုက်ရဲမှုလဲဗမာပြတိုက်နေတာပဲလေနင်တို့ပြောနေတဲ့ဖီတော်စုနော်ခွေးဖီတော်စုပဲတော့မှမဖြစ်ဘူးနင်တို့စိတ်ကခွေးထက်ပိုစိုးနေလို့ဘာဖီတော်စုမှမဖြစ်ဘူးအနစ်90 80ကျော်တော့မယ်ဖီလို့မနော်နင်တို့ခွေးဖီတော်စုကဘယ်တော့မှရမှာလဲပြောဘယ်နည်းလဲပြောတော့3နှစ်ဆိုအခုက6နှစ်ကျော်ပြီနော်ဘာမှမရသေးဘူးဖေလို့မရဲ့နော်ဒီကားကိစ္စကိုငါမပြောချင်လို့ငါဗီဒီယိုထဲမှာပြောမယ်ဆိုရင်မရှင်လို့ငါကျမလက်တက်မအားလို့အခုကပြောမယ်အားပြီနော်ဒါဆိုရင်ငါလူတခြားတယောက်အဲ့ဒီကောတူလာရမင်းနဲ့ပတ်သက်မယ်ဆိုရင်သူတို့တငယ်ချင်းစစ်ဖြစ်တဲ့ကိစ္စလဲကောတူလာရမင်းနဲ့ဟာနေပါဆိုင်မယ်ဆိုရင်နန္ဒမြလောက်လိုက်တာပေါ့ဖေလို့မနေတို့ရဲ့ NUG ရောရေဖြူပြေပေးနာဒီလားနေတို့ရဲ့ NUG ဘလောက်ထိစပြတ်တန်တာလဲဆိုတာကိုရဲ့ချင်းကိုရဲ့တာရဲ့ကိုရဲ့အိုစုတွေကိုပြပြီးတော့စုံမဖေလို့မနော်အစင်တမ်းမရှိတဲ့ကောင်မသူများတောင်းထားတဲ့တက်တွေကိုပေးမနိုင်လို့တခြားကိစ္စကိုလည်းပြောဖေလို့မပေးမနိုင်ဘူးဆိုရင်လည်းရှော့ပြောနေတာပေါ့တကယ်မဟုတ်မှလည်းလက်ပြောနေတာပေါ့
ကျမလေသူများလာတိုက်တိုင်းကျမမပြောဘူးဒီကိစ္စဒီလိုလားဆိုရင်ကျမအထောက်ထားတောင်းတယ်တောင်းပြီးမှဘဒူမလဲဆိုတာကျမပြောတယ်ဒီအိုစုနဲ့ဘာအိုစုနဲ့မှကျမကြည့်ပြီးတော့လက်ပြီးတော့မစော်ကားဘူးဖေလို့မရဲ့အစင်အတားမတူဘူးတိလားငါတောင်းထားတဲ့တက်တယ်ဝဲနေချပြဖေလို့မနော်တခြားကိစ္စလာမပြောနဲ့နေတော့ PDF တိုက်ရေးအချင်းချင်းတော့မှနေတော့တက်ပြတယ်တက်ဖြတ်တယ်ပြီးတော့ဘာဖြစ်သွားလဲNUG ဘာတာကိုယူမှုတာကိုခံမှုမရှိဘူးနော် PDF မလေးတွေလဲစော်ကားတယ်ပဒိတ်ချိတ်တယ်နေတော့ဘာလို့တာကိုယူနေရလဲဘာမှတာကိုမယူဘူးတော့ဒါရဘီတော်စုလားကိုယ့်ချင်းတော့မှပြပြီးတော့စော်ကားပဒိတ်ချိတ်နေတဲ့တရေးခွေးဘီတော်စုနော်နေတော့ရခွေးဘီတော်စုအနေဘယ်တော့မှဖြစ်ဘူးနေတော့လက်စိတ်တအာနာရှိစိတ်တမလို့ဖေလို့မငမဲမဖာတရာမအခုအဲ့ဒီမတ်တော့တေကိစ္စနဲ့တက်ပြောတဲ့ဦးလေးကသာနေတော့သိလို့စင်တော့ပြန်တော့စမှာပဲလေမတဘူးပြောပြဒီကိစ္စကိုအမှန်တကယ်ပဲနေပြောတဲ့တဲ့ကိုဟုတ်တယ်ဆိုရင်နေချပြတာကြာပြီဖေလို့မရဲ့နေမှာဘာတက်တယ်မှမရှိလို့တခြားကိစ္စတော့လည်းပြောနေတာလေရှင်းပဲအောင်နဲ့ရှိတဲ့လူကလေနေပါစားဟာရနဲ့တိတယ်ဒီကောင်မကအမှန်တရားမျက်နိုးနေတာလားဒါမှမဟုတ်သူများတကောင်လက်ပြီးတော့ဆဲပြီးတော့ဖြုတ်ချနေတာလားဆိုတာသူများသိပြီးသားဖာတယ်မရဲ့တော့အဲ့ဒီလူ10ယောက်ရဲ့ငွေစစ်ထောင်ဘက်ကိုနေတောင်းယူမယ်တဲ့ဟုတ်လားဟုတ်တယ်စစ်ထောင်ဆိုရင်တော့စစ်တောင်ဘက်ဟုတ်ကြပေါ့အာဟာအဲ့ဒီအဖိုးကြီးကဒါပြီးတော့ပါလိုက်လို့စရင်မင်းဘယ်လိုမျိုးတောင်းယူလဲငါတာဝယူတယ်အဲ့ဒီအဖိုးကြီးအသက်ကိုငါတာဝယူတယ်အဲ့ဒီအဖိုးကြီးကငါ့ကို message ထဲမှာတစ်လေးစကားလာပြောခိုင်းလိုက်ဦးလေးကြီးနေရဒီလူ၁၀ယောက်ကိုတွားထုတ်တာဟုတ်လားဘယ်ရက်စခါလေကျမကိုတက်တီထောက်ထားသူပြတ်နိုင်တယ်ဆိုရင်လိုက်ပေါ်ကနေကျမပြောစရာမလိုဘူးနေ့ကိုလည်းငါပြတောင်းမာပြီးတော့လေသူ့ရဲ့ပက်ဆန်တွေကလေစစ်သားတော့မကဘူးတသိပေးမှာဖာတယ်မရဲ့နေပဲချပြလိုက်အမှန်တရားဆိုရင်နေချပြရဲမှာပဲအမှန်တရားမဟုတ်လို့နေတခြားကိစ္စလည်းပြောနေတာဖာတယ်မဖာတရားမငမဲမဖေလိုမမေလိုနော်ဒီဒါတွေကငါမသိဘူးနော်ရေကနေတိထားလို့ငါတာတာကောင်တူးလေအမေကခွဲမသားမင်းအောင်လိုက်နဲ့တူပဲအာနာယူလူတတ်ဟုတ်တယ်ငါတို့ရဲ့ကောတူလာရမြလေပြောလိုက်မယ်ခွေးမသားမအောင်လည်းမျိုးမဟုတ်ဘူးခွေးမသားNUGလိုမျိုးနော်NUGနဲ့မအောင်လည်းတူပဲမထူးခြားဘူးအာနာရှင်မဲ့အခုကနေတော့ရဘာဖြစ်သွားလဲဖီရဲလေလည်းနေတော့တိုက်ထုတ်တယ်ဘုံနကားတော့လည်းနေတော့တိုက်ထုတ်တယ်အခုတော့မှအာနာရှင်တော့မှနေတော့ပြောတော့အာနာရှင်တက်ဆုံးမယ်ဆိုရင်အခွေးပြီးတော့စုထူထောင်မယ်ဆိုအခုတော့မှအာနာရှင်မတက်ဆုံးဘူးနေတော့အာနာယူနေပြီဖီရဲလေလည်းတက်ထုတ်နေပြီဘုံနကားလည်းတက်ထုတ်နေပြီပြီးတော့နေတော့အချင်းချင်းလည်းပြတိုက်ကြကုန်ပြီအာနာရှင်ကမြော်လဲလားနေတော့လားဆိုတာနေတော့ဘာသာမင်းတို့မေကြီးပြီးတော့ပြောမယ်ငါတို့ရကော့တူလေအာမီယာလေငါတို့အာနာယူရငါတို့ကရပြည်နေမှာပဲယူမယ်နေတော့ဖေပေါ့မှာသွားယူနေတာမဟုတ်ဘူးနေပြီးတော့မှသွားယူနေတာမဟုတ်ဘူးနေတော့နေတဲ့နေရာမှာလဲသွားနေတာမဟုတ်ဘူးဖာတယ်မနေတော့NUGတွေပဲငါတို့နေမြေမှာလာနေတယ်နေတော့ရ PDF တွေမှာပဲငါတို့ကနေမြေမှာလာနေတယ်ဖီလိုမနော်ငါတို့နေမြေမကောက်ဘူးဆိုရင်အကလုံးနေတော့ရ PDF တော့ကလုံးခေါ်သွားငါတို့စိတ်ကျင်နေတာမဟုတ်ဘူးနော်သူတို့လာတာဒါကျင်နေတာမဟုတ်ဘူးခွဲပြုတ်နေတာမဟုတ်ဘူးလူသားချင်းမလို့နော်လူသားချင်းမလို့နော်လူသားချင်းမလို့ကျွန်မပြောချင်တာကဘယ်လိုပြောလဲလူမှုရေးအရာလက်ခံနေတာနားလေလားလူမှုရေးအရာနေတော့ကိုသိကြည့်လို့မရဘူးဒါမဲ့တခြားလူနေတော့ကိုမပြောဘူးငါပြောတယ်
ငါကရေစိတ်တငါလိုပဲဒါမဲ့သူတို့ပြောမရဘူးအာနာတာလို့ဒီနေတော့လူမျိုးကလေအာနာမယ်ဆိုရင်လေအေဘောကနေတက်ပြီးတော့လေကိုနော်လိုတာဘောဒီဖေလိုမကငါတက်တယ်ထောက်ထားယူတော့ဘာတွေလက်ပြောနေတာလဲ ဒါမင်းအောင်လိုက်နဲ့တူတူပဲအာနာယူလူတက်သမားတွေဖြစ်နေတာလေ ဟုတ်တယ်လေအာနာNUG နဲ့အမြောင်လိုင်းနဲ့တူပဲလူတက်သမားဖြစ်နေတယ်ကိုယ့်အချစ်ချစ်ပြတိုက်တင်ကြတယ် PDF မဟာမဲပူပဲလက်ပြီးတော့ဖြိုနေတယ်ဘုံငကကိုလည်းလက်ပြီးတော့ဖြိုနေတယ်အဲ့ဒါကအာနာယူတာသူများခေါ်တာငါတို့ကဘယ်သူမှလက်မဖြိုဘူးနော်ငါတို့နေရနဲ့ငါတို့ပဲငါတို့နေရမှာပဲငါတို့နေတယ်ဖေလို့မရဲ့ကိုယ့်အစင်တန်းကိုပြကြည့်မာထဲမှာပြကြည့်ဖေလို့မငါတက်တေတောင်းထားတယ်ပေးဒီအဖိုးကြီးကိုကျမအတက်တာဝယူတယ်ဒီပက်စာတွေပြပေးမယ်ပိုတော်မှပေးမယ်ဒီလားဖေလို့မထောက်ထားပြမနိုင်လို့တခြားကိစ္စလက်ပြီးတော့မပြောနဲ့ဖေလို့မရဲ့ PDF ကိုလည်းတပ်ဖြတ်ဘိုက်ကြီးတဲ့ဖြစ်နေတဲ့ကရင်ဘာလဲ PDF ရဲနေတာမှပြီးတော့တပ်ဖြတ်တယ်လေပြီးတော့ပါကိုတောင်းဝင် မင်းတို့ဘာလို့ကန်းဒီမဟုတ်တဲ့ကိစ္စတွေကိုလာပြီးတော့တာကိုယူမခိုင်းမနေနဲ့ဖေလို့မရဲ့နော်နေတိတယ်ဆိုရင်နေကရပြင်းနေမှာပြလေနေဟောစစ်ရင်လောက်လေနေဘယ်လိုအဖြစ်ပေးမလဲနေပြပေးကြည့်လိုက်လေနေရဲ့အစစ်အတန်းကကျောင်းလည်းမတက်ဘူးဘာပညာမှမတတ်ဘူးနော်အင်္ဂလိပ်နဲ့ရလို့ပြီးတော့ social media ခေတ်ဆိုတော့နေလိုက်ဘောနေစကတက်ပြောမှမမိုးဆိုတာသူများသိတာတိလားနော်ဖေလို့မဘက်ချစ်တဲ့ကိုတက်ဖြက်လက်တဲ့ဆိုတာဘယ်သူတက်ဖြက်လက်တာလဲမမိုးရေကိုတူလာမီလက်ဒီကမောင်ဒီလောက်ကြတယ်ပါငါတော့ပြောလို့နေပြောနေတာပဲမဟုတ်ဘူးလားတချို့လူတွေကတယောက်လူတွေကလာပြောလို့နေပြောနေတာနေလိတ်လာပြီးမှနေပြောနေတာမဟုတ်ဘူးမဟုတ်လားနေလောက်ကောင်မမျိုးလေလက်လာမှုရှိလားမရှိဘူးလားဆိုတာနေပါစားဟာရနဲ့လူတိုင်းသိတယ်ဖေလို့မရဲ့နော်ဖေတရားမအင်္ဂလိပ်နဲ့လိုပြီးတော့လေအင်္ဂလိပ်ဖြစ်သွားရောဆိုပြီးတော့ကိုကွယ်ထင်မကြီးနဲ့နော်ကိုကွယ်ထင်မကြီးနဲ့သူများလာပြောတိုင်းကိုလိုက်ပေါ်ကနေသူများအကြောင်းကိုရှော့ပြောစရာအကြောင်းကိုမရှိဘူးနေကဆော့ရှက်မရှိလို့ဆော့ရှက်ရှိတဲ့လူကလေဖေလို့မရဲ့နော်နေလို့ကောင်မမျိုးမျက်နှာလိုမျိုးမဟုတ်ဘူးဆော့ရှက်မရှိလို့နေလို့ကောင်မမျိုးစကားပြောနေတာဆက်လုံးဘောဒီကနဲ့ပတ်သက်ပြီးတော့ဗဒဲမှုနဲ့ပတ်သက်ပြီးတော့အမှန်တရားထပ်ပြောတဲ့မေမြတ်တို့မျိုးတားလိုက်တာလေမျိုးပါကိုတောင်းဝင်တယ်နေဘယ်လိုတာကိုယူပေးမလဲနေရှင်းနေပြန်လို့ပေးမလားနေဘယ်လိုပြစ်ပေးရှင်လဲလာမမင်းနဲ့နေဘာလာမမင်းနဲ့နော်နေလို့တမနေဘယ်လိုပြစ်ပေးရှင်လာလဲဘယ်လိုအသက်တင်တဲ့နေချပြချင်းလာလေအော်ငါဖိုးထဲမှာနော်သူများလာပို့ပေးနေပါတယ်ဒီမှာနော်ဒီအမတယောက်ငါကိုတပ်ဖို့တော့ဘာတော့လာပို့ပေးနေတယ်နော်ပြည်သူတို့ရေသူတို့ကလေဟိုသူများကိုလည်းတက်ဖြတ်နေပါတယ်ဒီလိုမျိုးလုံးလို့မရဘူးနော်ဖေလို့မလုံးလို့မရဘူးဒီမှာနော်မင်းမျက်နှာတငယ်ချင်းတယောက်ငါကိုလာပို့ပေးနေပါတယ်ပါတယ်ညာတယ်လုံးလို့မရဘူးစကားပြောပြီးဆိုရင်တာကိုယူမှုတာကိုခံမှုရှိရမယ်သူတငယ်ချင်းအော်ဆက်လို့လူတွေပဲလောက်ကြံပါတယ်ဆိုပြီးတော့နေ့ကိုသတင်းလာပြောပြီးတော့နေရလိုက်ပေါ်ကနေလိုက်အော်ပြီးတော့ဒီမှာတက်တက်ရှိနေပါတယ်ပြည်သူတို့ရဲ့ဒီမှာကြည့်ဒီမှာ Facebook ကျမချပြမယ်နော်ကျမချပြမယ်လုံးလုံးမရဘူးဖေလို့မနော်တတိပြောနေတယ်ဆိုတာကိုလိလာပြီးမှကိုပြောရတယ်ဒီအစုတွေကဒီလူတွေကငါနဲ့မတိုက်ကြတော့လို့ငါမကူညီတော့လို့ငါသူတို့ကိုဘယ်လိုပြောမလဲစေးရမှာငါမထဲတော့လို့သူတို့မကောင်းကြတဲ့ကိုသူများလာတဲမယ်ဆိုငါမစိုးစားပဲနဲ့ငါလက်ပြောမယ်ဆိုတာအဲ့ဒါကလီကကြည့်အလုပ်အဲ့ဒါအစစ်တမ်းမရှိတဲ့အလုပ်ပညာမဲ့အလုပ်ဖေလို့မရဲ့နားလေလားဖေလို့မဖေတရားမငါမဲမဆာလိုနေစပါမှာတဲ့လို့ပြီးမဟုတ်လားအဲ့စဝါလည်းနေစပါတဲ့လို့ပြီးမဟုတ်ဘူးလားထောက်ဖို့တယောက်အနေနဲ့အုံတော့မှမရှိတာ
ဘာဖြစ်လို့အောင်မရှိတာလဲတိလားပညာမတက်တာပညာမတက်တော့လဲလူတွေကိုခံမမတတ်ဘူးလေခံမမတက်တော့လဲအလီခံရတာပေါ့အလီခံရပြီးတော့ဘာဖြစ်သွားလဲလက်ဟိုလိုက်ပေါ်မယ်လူသူများတကာကိုတယောက်ကသူ့ကိုလိန်တယ်ဟိုတယောက်ကသူလက်စော်ကားနေတယ်သူများကတော့တစုထဲဆိုရကိုလိုလက်စော်ကားနေဒါပဲနေရချင်းနေရစာတိုက်ကဒါပဲဖေလို့မရဲ့နော်ထပ်ဖို့လောက်ပြီးတော့ထပ်ဖို့အကြီးလောက်ပြီးတော့ပညာမတတ်တာပညာမတတ်တော့လေဒီလူကကောင်းလားဆိုးလားမကိုမသိတာသူများနေကိုလေစားတာဘာဖြစ်လဲသိရနေညက်လို့နေစတော့မကြလို့ပြည်သူပတ်စာလွယ်သုံးစားလို့ပြည်သူပတ်စာဆိုတာလက်ကရတာမဟုတ်ဘူးဖေလို့မရဲ့နော်ကိုပညာမရှိလို့အတိတရားမရှိလို့ကိုကလူတွေကိုခတ်မမတတ်လို့ပြည်သူပတ်စာတလောက်ထိရှုံနေတာနေစတော့မကြလို့ဖေလို့မရဲ့နော်ပြည်သူပတ်စာဆိုတာသူတို့ချွေးနဲ့သူတို့လှုပ်စားနဲ့နော်သူတို့ရှာနေတဲ့အလာကတော့ရတာမဟုတ်ဘူးပဲဆန်နေလို့ထောက်ဖို့မျိုးကနေလို့ထောက်ဖို့မျိုးရနေတာကတော်လာရင်ငါနိဘယ်လိုငါနဲ့အတွင်းမှာဘယ်လိုအောင်မြင်မှာလဲဟမ်ပညာမတတ်တာပညာမတတ်တော့လဲလူကိုခတ်မမတတ်တော့လဲသူများလင်းသူများလေစားညာစားပြီးတော့အသေး30 40 50လေစားညာစားပြီးတော့နောက်ကျသွားမှကိုဘယ်လိုပြောမလဲငါလေခံရပြန်နေစတော့မကြတာဖေလို့မရဲ့သူများကိုလက်မစဲနဲ့ကိုစတော့မကြတာသူများကိုလက်စဲနေတာလေကိုပဲသိခါကြတယ်ဖေလို့မနော်အခုကနေပါတယ်လုံနေတာလေတိလားပြည်သူပတ်စာကိုနေအလွဲသုံးစားလို့ပဲငါအလွဲသုံးစားလို့လားနေငါနဲ့ကိုခိုးတယ်လို့မပြောဘူးနော်နေစတော့မကြဘူးလို့အလူငွေတွေကိုနေကြက်တယ်လို့နေလက်ပြီးတော့လူနေလို့ပြီးတော့ဘယ်တော်လာရေးထဲမှာဘာမှလည်းအတော့မဝင်လို့ဒါစတော့မကြတဲ့ထော့ဖို့နော်စတော့မကြတဲ့ထော့ဖို့လို့ခေါ်တယ်ဖေလို့မကိုစောမကြတော့လဲသူများကိုဘလိမနေနဲ့သူများကိုအထင်မသေးနဲ့ဟမ်မင်းတို့နဲ့ပတ်သက်တဲ့အကြောင်းတွေအမှန်တရားပြောတဲ့လူအားလုံးတို့လည်းတားတာလေတို့အေးလေငါတို့ကလက်ပြီးတော့တက်တာဘာတူလဲနာမည်ပြောဘယ်နေရောက်လဲပြောဒီလိုစကမပြောလို့မရဘူးအခုကနေပြောတယ်ဘောက်ဦးတယောက်ရဲ့မြဲပဲလဲစုမြနိုးတာတယောက်ရဲ့ပြီးတော့ဘာတူလဲလက်တက်ဖြတ်တဲ့ဆိုတော့အရောက်တရားကြော်ပြီးပေါ့ပြောဘာတူလဲနေလို့ကောင်မမျိုးอ่ะလေငါပြောမယ်တာဝပြောပြီးဆိုရင်တာဝယူမှုမရှိဘူးတာဝခံလည်းမရှိဘူးသူများတော့မှလေ Facebook ထဲမှာ like တော့မှတယောက်မျက်နှာချိတ်ဆိုတော့မှစကားပြောမရဲကလေးကနေရလူလေလူညာမဟုတ်တဲ့တည်းတွေကိုလက်ပြောတဲ့ကောင်မတိလားငါတောင်းထားတယ်ပက်ဆန်လည်းပေးမယ်ပက်ဆန်ပြပေးမယ်ဒီတည်းကအမှန်တရားဆိုရင်ဒီဟိုတနေ့ကကျုံ73ရက်ဖြစ်တဲ့ကိစ္စမဟုတ်ဘူးလို့နေပြောတာဟိုတနေ့ကဆိုတော့ငါပြောရတာပေါ့ဟိုတနေ့ကသူများကသူ့လေအဒီကမှသူများမလုပ်သေးတာဆိုတော့နေရဟိုတနေ့ကဘယ်နေ့လဲပြောပြစားဖေလို့မပြောပြစားနေမှာထောက်ထားမရှိဘူးဆိုတာငါသိပြီးသားငါသိလို့ငါတောင်းနေတယ်အဲ့ဒါကြောင့်နေဘာမှပြန်မဖြေတာသိလားဖေလို့မဘာဦးကိုတို့တားတဲ့အကြောင်းနေသားများကရင်နေမြေကိုရောင်းစားခိုးစားလို့ဘာဦးတီလို့တို့လားဟောလေကရင်နေများဘာနေမြေလဲပြောစားဒီကတူလေနေမြေမှာဘောချွန်ဒါမြရောင်းစားရတဲ့နေမြေဘယ်မှာလဲပြချပြလိုက်စားဖေလို့မဖေလို့မပြောစားကတူလေနေမြေမှာဘောချွန်ဒါမြရောင်းရတဲ့မြေဘယ်နေမြေရှိလဲပြောပြနော်ဘာဦးอ่ะလေဘာဦးอ่ะသူတမဟာချမှာအမှုတစ်ခုဖြေလို့သူများဟောမှာသူများသွားပြလွဲတယ်ဟိုတမဟာလေးမှာသွားတယ်တမဟာလေးမှာသွားလဲသူတို့လည်းစီးပွားရေးလုပ်တယ်ဘိုးချုံတမ်းမြဘာမှမသိဘူးသူတို့အစစ်ချင်းစီးပွားရေးလုပ်တယ်ပြီးတော့သူတို့အစစ်ချင်းပဲရဖြစ်ပြီးတော့ဘာဘယ်လိုမျိုးဖြစ်လဲတော့မှဘိုးချုံတမ်းမြဘာမှမသိဘူးဖေလို့မနော်ဘိုးချုံတမ်းမြမြေရောက်စားတယ်ဘာမြေလဲပြောပါဦးကတူလေနေမြေမှာတမဟာတဲတယ်တမဟာခု
နဒါမြရောက်စားနေတဲ့မြေတမြေရတဲ့မြေကဘယ်နားမှာလဲပြောတွေ့လားဒီကောင်မအထောက်ထားမရှိလို့ပြတဲ့ကိုပြောတဲ့စကားကိုတာကိုယူမှုတာကိုခံမှုမရှိလို့တာကိုခံလည်းမရဘူးလေဘာထောက်ထားမှမရှိဘူးလေအဲ့ဒါကြောင့်ဒီကတူလေအရမီလေလူလက်တက်တမပဒေချစ်တိုက်ရဲ့လူတက်တမနေတော့ရဲ့အညူကြီးလက်အောက်ခံပတ်သုံးလို့တွေနော်ဖေလိုမသူများကိုပဒေကိုလူတွေကလူများတကကိုလက်ပြီးတော့ပဒေကျိတ်ပြီးတော့သူများလူလဲလက်ပြီးတော့ပဒေကျိတ်မယ်လို့နင့်ကိုနေထင်းနေတာလားဟာဖေလိုမ တို့လက်ကနေမဟုတ်လားအခုဒီကရင်မပေါ်တင်ကိစ္စနဲ့ဘာလို့ကဲထောက်တဲ့ဦးလေးလည်းတော့တင်းတော့စင်တော့တာမှာပဲလေ မတဘူးတာကိုယူတယ်ကျမ ကိစ္စနဲ့တော့မှငါနီးကိုထွက်ပြောခိုင်းတဲ့နီးစောက်စားပေါက်တိုက်နေတဲ့ဖေလို့မ ငါစမ်းပေးဘူးငါကိုနာမည်တိုက်ခေါ်တိုင်းငါပြစိတ်ခေါ်တာနေဘာမှပြန်မပြောဘူးခံတိုင်းပဲနော်ခံတိုင်းပဲဖေလို့မရဲ့ငါလေနောက်မှရဲတာမဟုတ်ဘူးရှေ့မှလည်းရဲတယ်ဖေလို့မနေကိုနေအမှန်တရားဆိုရင်နေနဲ့ငါလိုက်ပေါ်ကနေစကားပြောမယ်လေငါမားတယ်ဆိုရင်တနိုင်ငံလုံးတပြီလို့သိမယ်နေမားမယ်ဆိုရင်တနိုင်ငံလုံးတပြီလို့သိမယ်နေလက်ခံရဲလားလက်မခံရဲဘူးဘာဖြစ်လို့လဲနေကကလေးကကြည့်လူလေလူညာသူများဆိုရှော့ပြောနေလို့အမတ်တရားကိုလက်ခံမရဲတာတိလာဖေလို့မနော်ငါမပြောဘူးတဲ့ငါပြပြောတာပေါ့နေပဲတိလိုက်တယ်လေနေပဲပြန်မပြောတာလေဖေလို့မသူစကားပြောမယ်ဆိုဒီကောင်ကြောက်လေငါဖွင့်ပြောတာလေ तू ဘာမှမပြောဘူး तू ညင်လိုက်တယ်လူတိုင်းပဲနေလဲဒီလိုမျိုးပဲပြောတယ်သူများစိတ်ခေါ်လဲနေညင်လဲတော့တခြားကိစ္စနေလဲပြောငါတို့ကဒီလိုမျိုးမဟုတ်ဘူးပြောပြီးသားတဲ့ကိစ္စကိုဒီကိစ္စပြီးတော့လုပ်တယ်ဒါငါတို့ရဲ့စိတ်ကငါတို့ကကလေးကကြဲလို့မလုပ်ဘူးနော်ပြောရဲခံရဲတယ်ပြောရဲမျက်ချေးဆိုင်ရဲတယ်ဒါငါတို့ရဲ့တတိနေလိုကလေးကကြဲတတိလို့မျိုးမဟုတ်ဘူးလဲဘောကနေပဲရဲတယ်အရှင်းကနေမရဲဘူးသူများဖွာလာဖုန်းမကဘူးသူများဘလော့လိုက်တယ်ဖေလို့မနော်ငါညင်လိုက်တယ်တဲ့နေကိုဘယ်တော့မှရှုံးမပေးဘူးဟောအစကတည်းကငါပြောထားပြီးသားငါညင်နေနဲ့ရဖြစ်တဲ့ငါရင်ညင်နေဆိုတာတခါမှမရှိဘူးဖေလို့မရဲ့နော်တခါမှမရှိဘူးနေပဲငါကိုပြန်မပြောရဲတော့လားစကဲမွားငါပြန်မပြောချင်တော့ဘူးဘာဖြစ်လဲဆိုတော့ငါနဲ့မတန်ဘူးငါလည်းနေထက်ဖို့တော်လို့ကြည်ရဲထဲမှာငါနဲ့ထက်ဖို့တော်လို့နေငါကိုမနာလို့ဖြစ်တာအဲ့ဒါကြောင့်မလို့ဖေလိုမစကဲမူဖေလိုမစကဲဖူးချီစာစကဲဖူးနဲ့ပါဇက်ထမနေမချဘူးဘာဖြစ်လို့လဲနေငါ့ကိုမနာလို့ဖြစ်လို့လေဒီလားငါလည်းနေနာမည်ကိုအရေးတခါမှတက်မပြောဘူးနေတက်ပြောမှငါပြပြောတာနေတက်ပြောမှငါပြပြောတာခံတိုင်းပဲတိလားဖေလို့မပြီးမှနေကိုသူများကြောက်တော့ညင်လိုက်တာငါလောကောင်မမျိုးอ่ะလေမမိုးအစ်တန်းလောက်ကတော့တိတိလေးပဲငါအတွက်ငါနေကိုအရှုံးပေးမယ်ဆိုရင်လေငါကိုငါပဲအတက်တိခံလဲမယ်ကောင်မရဲ့နေအရှိမှာပဲငါကိုငါတက်တိလဲမယ်နေထိုင်ပြီးတော့ကြည့်ငါတလောက်ထိသတိရှိတာနော်ဖေလို့မငါညင်လိုက်တယ်တဲ့အော်ဒါဆိုရင်ငါနေကိုကြောက်နေတာပေါ့နော်ဖေလို့မနေနေတာနဲ့လီကိုငုံထားပြောနေစောက်စားပေါက်တိုက်နေတယ်နဒါမြလီယာငါအရေးဆောက်တာမဟုတ်ဘူးနေအရေးဆောက်တာနေစုံမဝါလို့နေထွက်ပြေးတာနော်အခုချစ်တီဘောချွန်ဒါမြ organization နဲ့ကျမနဲ့ဘာမှမဆိုင်ဘူးကျမကရေလူမျိုးတော့ကျမလှုပ်တဲ့ဟာလှုပ်ပေးတဲ့ဟာကိုကျမလှုပ်ပေးတယ်ပြောပေးတယ်ဒါပဲဘတို့လီအောင်မနဲ့လိုမျိုးစောက်မစောက်ဘူးနေတော့လေငါတို့ကကရင်နဲ့ယူထားတာလီမစောက်ဘူးနေတော့အိတ်ကလေးနဲ့ယူထားတာလီစောက်နေလို့ကိုစောက်တဲ့သူများကိုလိုက်စောက်နေတယ်လို့ကိုမထင်နဲ့ဖေလိုမရဲ့ကိုခိုးတိုင်းသူများခိုးနေတယ်လို့လိုက်ပြီးတော့မဆိုဆွဲနဲ့နော်ကိုဖေခါတိုင်းသူများလည်းလက်ဖေခါမယ်လို့မထင်နဲ့သူများလည်းလက်မနေနဲ့တိလားဖေလိုမနော်ငါတို့ကလီစောက်တဲ့ကရင်မဟုတ်ဘူး
နေတော့လို့မျိုးမစင်မတွေကလီဆုပ်တဲ့ကရင်မနော်နေဦးကြောင့်သူလီကိုဆုပ်လိုက်လေအဲ့ဒီအဖိုးကြီးလီရနေနောက်မှာအဲ့ဒီအဖိုးကြီးဘာမှဆက်တော့မကြတဲ့အဖိုးကြီးသင်ရဲကိုအဖိုးကြီးတယောက်ရှိနေလို့နေဒီလိုမျိုးစကားပြောတယ်နေကိုလက်ပြီးတော့ဆေးပေးတယ်ဘာလို့အဖိုးကြီးလည်းမသိဘူးသေခါနီးတဲ့အဖိုးကြီးကဘာမှဆက်တော့မကြတဲ့အဖိုးကြီးနော်နေယုံနေတဲ့ဦးကျော်သူကလေဗမာစစ်သားဟောင်းတယောက်နေယုံနေပဲယုံငါတော့မယုံဘူးငါတို့ကြည်ရတို့တော့ငါတို့ကြည်ရတွေကိုနေချီမှာလက်ပြီးတော့ထဲ့မနေနဲ့ဖေလို့မရဲ့နော်နေကိုကြောက်တဲ့လူထဲမှာကြည်ရထဲမှာငါမပါဘူးဆိုတာနေမှထားနေတိဖို့နေငါ့ကိုဘယ်လိုစေခေါ်ချတာလဲပြောမျက်နှချင်းဆိုင်ချလို့လားလဲဘောကနေတယောက်မျက်နှချင်းဆိုင်စကားပြောမလားနေပြောမရဲဘူးဆိုတာငါသိထားပြီးသားဘာဖြစ်လို့လဲနေလောကောင်မမျိုးဟာစင့်တားမရှိဘူးစကမူကငါစကမူကစင်နေငါစင်ဘယ်ဟန်ငါစကစကမူနဲ့စကမပြောဘူးနေစင်ကလေခွေးတော်မနေစစ်တော်သေးတယ်ဒီလားနေစင်ကလေတဒေါင်းစားတယောက်ပဲခွေးတဒေါင်းစားတယောက်ပဲအခုကလေအဲညူကြီးကနေကိုအခုကနေအော်နေလို့သူတို့ကတွဲ့အကျိုးရှိနေလို့နေကအော်သမီးရေဘော်ရညာတွေတော်လိုက်ကြဆိုတော့သူများပြောမယ်တော်လာရဲ့ပြီးတဲ့နေ့ကျရင်နေကဘာရဒူးရမှာလဲတိလားခြာတဲ့တော့မှမနေရဘူးခြာပြေမှာနေပြီးတော့အော်ရမယ်အဆင့်ဖေလို့မဒါနေ့ရဆင့်တန်းဖေလို့မနော်ငမင်းမဖာတရာမကိုလိုတိုင်းသူများကိုလိုးနေတယ်နော်ကိုသူများလီကိုစုပ်တယ်သူတခြားကောင်မလည်းလီစုပ်နေတယ်လို့နင်တို့ထင်နေတယ်နော်ငါတို့ကြည်ရလေလီမစုပ်ဘူးနင်တို့လိုမျိုးမစစ်မတယ်မဟုတ်ဘူးလီစုပ်ပြီးတော့ရည်တဲ့အထက်မှာလဲငါမပါဘူးနေပဲဒီလားအရင်တော့ပြည်သူတို့ရဲ့လူစားပါဘွဲစီဝါလီဟိုဒီဟာကရပြင်းမှာပြတ်သားဆုံးပဲအတော်ဆုံးပဲဆိုအခုအနေနဲ့လေစီဝါဘယ်မှာရောက်နေပြီလဲဘယ်မှာရောက်နေပြီလဲဖေလို့မပြည်သူပဲဆန်ကိုအလွဲသုံးစားလုပ်တယ်နော်လူတယောက်ရဲ့အရေးချင်းမသိပဲနဲ့လက်ပြီးတော့လူပြီးတော့ပြည်သူပဲဆန်တွေလဲအလေခံရနော်ပညာမတတ်တော့လဲလူကိုဘယ်လိုခံမလို့ရမှာလဲဒါကတော့လဲနားလဲဖေးရမှာပဲတမျိုးဖေလို့မနော်ငါညင်နေတယ်တဲ့သူ့ကိုကြောက်နေတယ်လို့ဘာနေတယ်လို့ပဲတဲ့အေးငါကြောက်လိုက်တာငါနဲ့ကိုကြောက်တာလေငါတည်တော့မယ်နေပြောတော့ဗာလဲဖေလို့မငါကိုလာတရားဆွဲမယ်ဆိုငါစောင့်နေတာသုံးနှစ်ကြော်ပြီနော်ဘာတွေတရားလာဆွဲမှာလဲနေစောက်ပေါ့တယ်မှာပဲလီးတွေကိုလို့ကိုပြထက်ပြီးတော့နေပါစတဲ့မှာလဲထက်ဒါမှနေမအော်တော့တာလေသူများကိုလက်ပြီးတော့မဆဲတော့တာဖေလို့မှာနေပြောတဲ့ကရင်မပုတ်တရားပဲမလားကရင်မပုတ်တင်စစ်ဘေးဆောင်မပုတ်တင်ဆိုမပုတ်တင်လေစစ်ဘေးဆောင်မကတော့ပြောလေဘာဖြစ်လို့ကရင်လူမျိုးတွေတိုင်းရင်းသားတွေကိုလိမ့်နေတာလဲငါတို့လိမ့်နေတာလားနေငါတို့ကိုမနာလို့ဖြစ်နေတာလားနေကိုနေကပြစေကြည့်လူလေလူညာဆိုတာဖီလို့မလိုက်ဘောနဲ့တက်မပြောဘူးပြည်သူရှင်းမပြောမရဲဘူးတခိုးပဲလူခိုးမတခိုးလိုပဲလုံးမနေတော့လိုမျိုးပဲလုံးမဒီလားစကဲမငါတခိုးလုံးဆွနေပြီးငါခင်မကိုပြောပြီးတော့ငါခင်မကိုဟာဘာလဲတရားရောတော့တရားမယ်တရားဆွဲရမယ်ဖီလို့မဘာပဲပြောသူများကိုတရားနဲ့ချိန်ချောက်တရားဆွဲကိစ္စနဲ့ချိန်ချောက်ဖေလို့မတရားရောက်တော့မှဘယ်နာမှာတော့မှနေတာဩစတြေးလျစစ်နီနော်စစ်နီတရားရောက်မှဟောနေတိလားဘယ်နာမှာလဲဖေလို့မဘာတွေလဲပြောဒီကောင်မအောင်ငါကိုလာဆွငါခင်မနဲ့ငါတင်မြင်ပြီးစိတ်နေစီကိုလည်းငါကိုလိုအထောက်ထားတယ်ပြပို့ပြီးဒီစကားရနေပြောတာငါနဲ့ကြော်ပြီးဘဒူမှချုပ်ထဲမှာမရောက်သေးဘူးဖေလို့မငါအင်္ဂလိပ်နဲ့ယူထားပြီးဆိုတော့လေငါလေဥပဒေတိလိုက်တာဆိုပြီးတော့ကွတိတ်ကြီး
ဖေလိုမစာတလိုမမတငါခင်မောဖေလိုမကိုမအာကိုအာကိုမရတဲ့မိမတယောက်ကငါခင်မောဒီလူကိုဆိုတရားဆွဲမယ်ဟောလူကိုတရားဆွဲမယ်ဖေလိုမနေ့စင်တန်းနေပြကြည့်နေဘယ်တန်းအောင်လို့လဲအခုသူများစီရေးတွေပါတယ်လက်စစ်ချင်းတယ်ငါပြောမယ်နော်ကိုစီနဲ့ဖြစ်နေတယ်အခုသူတို့ NUG ရဲ့ချေကိစ္စဖြစ်နေတာအခုကိုစီကိုလိန်နေတယ်ညားနေတယ်ဆိုပြီးတော့တေအဝရစီရေးစစ်စီမယ်ကိုစီရေးပေးစိတ်လိုက်ပါသူစီရေးမနဲ့ဘာမှစိတ်မပေးဘာလဲမပေးစိတ်နဲ့သူ့ကိုပဲပေးစိတ်သူစာဘလောက်တလဲဆိုတာသူ့အရေးချင်းဘလောက်လဲဆိုတာနေဘယ်လိုပြောမလဲနေတိသွားလိမ့်မယ်ဒီလိုကောင်မမျိုးစီရေးစစ်မယ်တဲ့စီရေးစစ်ကောင်းလို့ဗောနော်ဒီလူကိုလူပက်စားသေး30 20 30နော်ပြည်သူပက်ဆန်နော်ကျွန်မပြောနေတာပြည်သူပက်ဆန်သေး30 20 30ဆိုပြီးတော့လေဘာမှအထိမရောက်တော့လေဒီလူကိုလူညာပြီးတော့လေနောက်ဖွဲ့စည်းကိုတွားလူနောက်ဖွဲ့စည်းတော့လေသူများအကြောင်းမသိဘူး तू ကတော့တရေးကိုရှိမယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတော့ဒီမှာနော်ဖီရဲတယ်နော်မတလေးဖီရဲတယ်နော်နေပြီးတော့ဝေတော့မယ်မတလေးဝေတော့မယ်ပြည်သူတို့ရဲ့ဒီကပဲမှာပြီးတော့မယ်ဆိုပြီးတော့လေလူပါဆိုပြီးတော့လေပြည်သူတို့ဂျေးထဲတာဒီလားပြီးတော့ပညာမတတ်ဘူးလေပညာမတတ်တော့လေဒီလူကခိုးလားတမြလားဒီလူကလူကောင်းလားလူဆိုတာ तू မသိတာतू အလူငွေရမယ်ဆို तू မျက်နှာရတယ်မျက်နှာရပြီးတော့လူတယ် तू များခိုး तू စီမှာ तू များခိုးနေတဲ့ပက်စာအများကြီးပဲတော်လာရေးထဲမှာဝင်နေလို့လားပြည်သူထောက်ပတဲ့ငွေကတော်လာရေးထဲမှာတွားဖို့အခုက तू စီမှာတွားလူတဲ့ငွေကလေတော်လာရေးထဲမှာမတွားဘူးလူလေလူညာစီမှာပဲတွားပြီးတော့လေဘာမှ NUG ဘာမှမလုပ်ဘူးသူတို့ဘာမှမလုပ်တာလေလှုပ်တဲ့လူတွေကသူတို့အခုကလက်ပြီးတော့ဖြုံနေတယ်လက်ပြီးတော့တိုက်ခိုက်နေတယ်သူတို့ရဲ့စင့်တန်းအဲ့ဒီစင့်တန်းပြည်သူတို့ရေပြစင်းစားကြည့်စားဒီစင့်တန်းအာနာရှင်စင့်တန်းလားဓမ္မမဟုတ်ရေသူတို့ရပဲအာနာလူနေတာလားဆိုတာပြဆွန်စားကြည့်စားပြစင်းစားအောင်နှုတ်ရှင်စင်းစားနော်ဒီဖာတယ်မအစင့်တန်းကသူများစရေလက်စင့်မဲတဲ့ကိုစရေတော်မကိုရေမတတ်စရေမတယောက်ကိုငားရတဲ့စင့်ဘာလုံးမရှိအလူငွေကောက်တာ full time ပဲအလုံးမရှိဘူးအကဲမရှိဘူးနော်စရေးမရေးမတလို့စရေးမတယောက်ကိုငားရတဲ့အဆင့်အတန်းဒီထောက်ဖို့ကောင်မကသူများကိုလက်ပြီးတော့တရားဆွဲမင်းလာဆွဲငါတော့လေမမောစောင့်နေတာ3နှစ်ကြော်ပြီငါစာလည်းမလာသေးဘူးငါစောင့်နေပါတယ်စာလေငါမြင်ချင်လိုက်တာစကဲမူဟာဒါတွေကမတိဟန်တရားစကဲမူဟာသူများတိုက်ထားမှနဲ့တရားမဝင်မှုတွေကိုလုပ်နေပါတယ်ပြီးတော့ပြည်သူလေစားညင်စားပါတယ်စာရွက်လေငါမတွေ့ရသေးဘူးငါလေအလုပ်လည်းမလုပ်မနိုင်တော့ဘူးတိလားအချုပ်ထဲမှာပဲဝင်ချင်တော့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအမေရိကန်နေတာလဲအေးစင်မနေရဘူးနော်အဲ့ဒါကြောင့်မမိုးတရားဆွဲတဲ့ကိစ္စကိုငါစောင့်နေပါတယ်သူ့ကိုသွားပို့ပေးပါငါစောင့်နေပါပြီဆိုမှဖေလိုမစီရဲတော်မကိုရေးမတဘာမတားမလဲကိုမသိကွန်ပျူတာတော်မကိုဘယ်လိုတောင်းရမလဲမလဲကိုမသိတဲ့ဟာကောင်မသူများစီရဲကိုလက်စစ်မဲတဲ့ရီချင်တဲ့စကားကိုသူလက်ပြောလို့တတ်တယ်ဒီဖေလိုမနော်ဆက်ပြောဖေလိုမဘာဖြစ်လို့ကရင်လူမျိုးတွေတိုင်းရင်းသားတွေကိုလိန်နေတာလဲဟေလိုမဒီကနေသားများပေါင်းပြောင်းဖူးချံပါလဲပြောင်းဖူးချံလောက်နဲ့စီနေတဲ့နေမြေပြောင်းဖူးချံနဲ့မပုတ်တွေတလောက်ထိပြောဖူးချတော့မနဲ့တလောက်ထိဆဲနေတာနေမနာလို့ဖြစ်တာကြောက်ဖြူစာမဟုတ်ဘူးဆိုရင်လေနေအော်စတြေးလျမှာတေးပြီတိလားကြောက်ဖြူစာလာလီလာနေဆောက်ပါလာနေအကြောင်းမပါဘူးနော်နေအတွက်ဟာနေအကြောင်းမပါဘူးဆိုတော့နေလာမရှုံးနဲ့ဖေလို့မနော်ပြီးတော့စုအလှုပ်တဲ့လူကဒီလိုစိတ်တက်မျိုးလား
ပြည်တော်စုလို့တဲ့လူကလေစစ်ရှင်ရတယ်ဖေလို့မရဲ့ပြီးတော့တည်တစ်ခုကိုပြောမယ်ဆိုကိုစုံစမ်းပြီးမှကိုပြောရတယ်ဖေလို့မရဲ့ကိုထင်ရတာကိုရှော့ပြောကိုပဲတပြီးတော့ကိုပဲတိပြီးတော့မဟုတ်တာတွေလည်းပြောဒီလိုမလာလို့ဘူးဆိုရင်မကောင်းကြောက်တွေလည်းပြောဖေလို့နေတာလားဖေခါနေတာလားဘယ်လိုပြောမလဲဖေဟန်ပါလဲဖားတွေချနေတာလားသူများမကောင်းတွေလည်းပြောဒါပြည်တော်စုအဆင့်တန်းလားဒီဒါပြည်တော်စုအဆင့်တန်းဆိုရဒီပြည်တော်စုကမလို့တော့ဘူးဘာဖြစ်လို့လဲဆိုတော့လီးဆုပ်တဲ့ပြည်တော်စုဖြစ်သွားပြီပြီးတော့ဖေလို့မပြည်တော်စုဖြစ်သွားပြီမေလို့ပြည်တော်စုဖြစ်သွားပြီဒီကောင်မမျိုးကလေမေလို့ကောင်မကိုမေကိုလို့ကောင်မနော်အတိအညာမရှိလို့နော်ဘာနေရာမှမရှိတော့မှနေတော့တလောက်ထိအသေးအတာဖြစ်နေတာနေရာရှိမယ်ဆိုရင်တော့ငါတို့ကရေပြည်နယ်ငါတို့ပြပိုင်မှာကိုနေတော့တအားဆိုးရမှာပေါ့အခုကငါတို့သိနေတယ်နေတော့ရဆိုးရလားနေတော့ကိုယ်တိုင်လားနော်ငါတို့ရကရေလူမျိုးတွေကကိုယ်နယ်မြေကိုပြပိုင်မှာကိုနေတော့တအားကြောက်တယ်ဒါကြောင့်မလို့ဘိုးချစ်သူလည်းနေတော့တိုက်ခိုက်DKB လည်းနေတော့တိုက်ခိုက် KNU တချို့ကောင်းဆောင်တွေလည်းနေတော့တိုက်ခိုက်ဘာဖြစ်လို့လဲငါတို့ကရင်တွေကအိုင်ရီလိုမျိုးမဟုတ်ဘူးလေနည်းနည်းပပတက်တိုးတက်လာပြီဆိုတော့နေတော့တိုက်ခိုက်မှငါတို့ကရင်လူမျိုးငါတို့ရဲ့ကရင်ပြည်သူတို့ကိုထောက်မခံတော့ဘူးဆိုရင်အဲ့ဒီပြည်သူကနေတော့ရမှာလေအဲ့ဒါကြောင့်နေတော့ဒီလိုမျိုးအဆုံးရောက်တဲ့စကားတစ်ဖက်ပိတ်စကားဖေလိုမစကားနော်ဖာတယ်မစကားငမဲမစကားပြောနေတာနော်ငါတို့ရဲ့ကရင်နယ်မြေမှာလေငါတို့ရဲ့ကရင်ပြည်နယ်မှာလေနေတော့ဘယ်တော့မှမပိုင်ရဘူးဘယ်တော့မှမပိုင်ရဘူးအခုကအားကြီးစောက KNA ဆိုတော့ KNA ကိုသူတို့တိုက်ခိုက်တယ်ဘာဖြစ်လို့လဲငါတို့ကရင်ပြည်နယ်မှာကျောင်းတွေဆေးရုံတွေကြီးကျယ်ပြီးတော့ကောင်းတဲ့ဆေးရုံကောင်းတဲ့ကျောင်းဘယ်လိုပြောမလဲရှိမယ်ဆိုရင်သူတို့တိုက်ခိုက်တယ်နော်ဒီငွေတွေကမသရှင်းဘူးဒီငွေတွေကချမ်းဖြတ်ငွေဘာဒေညာတွေလက်ပြီးတော့မနာလို့ဖြစ်မနေနဲ့ဖီလို့မနော်ဒါနေတော့ပြောလို့ပဲဒါချမ်းဖြတ်ငွေမဟုတ်ဘူးပြည်သူစောက်နေတာပြီးတော့ကောင်းစွာနည်းနည်းပါလက်ပြီးတော့ကူညီပေးတာဖီလို့မပက်စာမဲလဲဖြစ်ဖြူလဲဖြစ်ကုတူလောက်မယ်ဆိုရင်ကုတူရတယ်ဖေလို့မတရားတွေဘာတွေလက်ပြီးတော့အလုံအောင်ဖေလို့မသူများကိုမနဲ့လက်ပြီးတော့မစဲနဲ့နော်နင့်ကိုရှုပ်ပေးတဲ့ကကြီးမထဲမှာငါမပါဘူးဖေလို့မငါကိုမကျင်တဲ့ကိုငါနဲ့လိုက်ပေါ်မယ်မျက်နှာချိတ်စကားပြောရှင်းလားနေစဲကလိုမျိုးသူများဆဲမတောက်ဘူးလို့နေမပြောနဲ့နင့်အဆင့်အတန်းနေပြကြည့်တရားဆွဲမယ်ဘယ်ပါဘဒုကိုနဲ့ဘဒုနဲ့လာဟန်ဘယ်လိုပြောမလဲဘဒုနဲ့ဟိုရာဖြစ်ငါခင်မုန်းနဲ့ငါတင်မိပြီးဘဒုလဲဟန်ဘာလဲရာဖြစ်ငါခင်မုန်းနဲ့ငါတင်မိပြီးသူများကိုလက်ပြီးတော့တရားဆွဲခြင်းတယ်တရားမှထားတယ်မှမရောက်သေးဘူးနေရဲ့စင်တန်းဖေလို့မှပြောအဲ့ဒီမတော့ပြန်လဲ USA မှာလည်းတရားမဝင်တယ်လို့ထိုင်းနိုင်ငံမှာလည်းတရားမဝင်ဘူးဟုတ်တယ်လေအဲ့ဒါကိုပြည်သူလူထုတွေကရင်လူမျိုးကိုလိုက်တော့လိမ့်နေတယ်ဟုတ်တယ်လေနေရဩစတြေးလျမှာပို့တယ်တော့မှထိုင်းနိုင်ငံမှာသွားပြန်လားတရားဝင်လားမြန်မာနိုင်ငံမှာပို့တရားဒီအမေရိကန်မှာတရားဝင်လားဖေလို့မှာတရားဝင်လားတာပုံတင်အတုနဲ့ထုတ်ပြီးတော့တက်ဆက်တဲ့ကောက်တယ်စကိုင်းမူရောနာမမျိုးရောအဲ့ဒီကရင်မပုံတင်အတုကိုကြုံညာပြီးတော့ထောက်လောက်တဲ့လူတွေအားလုံးထိုင်းပလိနဲ့တိုင်ထိုင်းနိုင်ငံမှာစီးတဲ့တောင်မှုတွေစီးတဲ့လူတွေပေါ့နော်ကြောက်လိုက်တာစီးတဲ့လူတွေအချိန်တွေစီးလို့စီးမတော့အားလို့စီးရင်အဲ့ဒီဖေလိုမစကိုင်းမူရောစကိုင်းမူဆိုရင် USA မှာဟုတ်တယ်မနာမမျိုးဆိုရင်ထိုင်းနိုင်ငံမှာဟုတ်တယ်ပြီးတော့ကရင်မပုံတင်အတုကရင်မပုံတင်တကယ်မစီးတဲ့တရားမှုပဲနဲ့စီးတယ်တော့ပြည်သူလူထုကိုလိုက်ပြီးတော့လူတွေပတ်စံတော့ထဲအောင်ပဲလူတွေတော့လောက်အောင်သူတို့လောက်နေတယ်အခုသူတို့မပုံတင်တရားမဝင်ဘူးကွာအဲ့ဒါသူတို့ပြည်သူလူထုကိုလိန်ညာတဲ့အတွက်ကြောင့်ထိုင်းနိုင်ငံဥပဒေပြလိုက်အဲ့ဒီဖေလိုမနာမမျိုးဒီကရင်မပုံတင်အတုတွေထောက်လောက်ပြီးတော့ပြည်သူလူထုတွေသွားတော့လောက်အောင်အားပေးအားများတဲ့အတွက်ကြောင့်တရားခွဲဒီမှာ
ဖေလို့မလာတရားဆွဲငါ့ကိုဘဒူးမငါ့ကိုဘဒူးမနေလာပြီးတော့တရားဆွဲမခံနဲ့နေပဲငါလိုချင်တယ်နေပဲငါကိုလာတရားဆွဲနော်ဖေလို့မနေမျက်နာငါစောက်ပါနဲ့မတန်နော်ငါဒီလိုအပြုတ်မှုမျိုးတခါမှမလုပ်ဘူးနော်ဒီမှာဟုတ်တယ်နေပြောနေတယ်နော်အမေရိကန်မှာလာပြီးတော့မတိုက်ခီထိုင်းနိုင်ငံမတိုက်ခီခရက်ဆိုနေရေသွားတိုက်ဩစတြေးလျမှာပဲပြီးတော့ဦးလေးတယောက်ရှိသေးတယ်ဦးလေးတယောက်ကဘာတူလဲဆိုတော့ငါ Facebook ပေးမယ်သူ့ကိုသွားတိုင်တော့သူလဲအခုသူလဲအဒီကပဲလောက်တယ်သူ့ကိုသွားတိုင်တော့ဩစတြေးလျမှာပဲနေတယ်အမေရိကန်မှာမနေဘူးထိုင်းနိုင်ငံမှာမနေဘူးဘဒုကိုမှသွားတိုက်ခိုင်းစရာမလိုနေကိုတယ်သွားတိုင်နော်နေကိုတယ်ပဲသွားတိုင်ဖေလို့မဘာပဲလို့တရားဆွဲချင်တဲ့ကောင်မနေတရားတကယ်ဆွဲရမယ်နော်နေတရားတကယ်ဆွဲရမယ်နော်ခရက်ဆိုအရေးတရားဆွဲခရက်ဆိုလည်းပါတယ်ဩစတြေးလျမှာပဲစစ်နီမှာပဲသူနေတယ်တွားတရားဆွဲတော့တပတ်သွေးမှာတရားခရက်ဆိုကမမို့တရားဆွဲနေပါပြီမပိုတဲ့သူ့ကိစ္စနဲ့တရားဆွဲနေပါပြီဆိုပြီးတော့ငါကြားချင်တယ်နော်ဖေလို့မပြောပြီးဆိုရင်လုံလိုက်ပါနေဟာငါတရားဆွဲမယ်ဘယ်လဲမလုံနဲ့ပြောပြီးဆိုရင်လုံနော်လုံဖေလို့မငါစောက်ပါတော့မနဲ့မျက်နှာပိုချောသေးတယ်နော်ဒီမှာဦးလေးတယောက်ငါ Facebook တင်ပေးမယ်ပြပေးမယ်သူလည်းတရားသွားဆွဲသူလည်းဗာလဲကောသူလည်းအဒီကောက်ကိုသူလုံနေတယ်နော်ဖေလို့မဒီမှာနေမျက်နှာငါစောက်ပါနဲ့ပဲတန်တယ်နေမျက်နှာလူမဟုတ်ဘူးခွေးဖြစ်နေလို့စောက်ပါနဲ့ပဲတန်တယ်နော်ဖေလို့မခရက်ဆိုအရေးတဲနော်ခရက်ဆိုအရေးတိုင်းဘာဖြစ်လို့လဲဆိုတော့နေဥပဒေတည်တယ်မဟုတ်ဘူးလားနေတလောက်ထိပြောနိုင်တယ်ဆိုရင်နေလို့ရမယ်ပါစားနဲ့မပြောနဲ့တပတ်တွင်းမှာငါစောင့်နေမယ်ခရက်ဆိုကိုစစ်နီပလိတ်ရောက်မှာတိုင်မှာနေဘလောက်ပိုင်လိုက်ဆိုတာစောက်ကြည့်ရသေးတာပေါ့ဖီလို့မကိုထေကြီးကိုထေကြီးပြီးတော့သူများတကာကိုနေချင်တဲ့ကောင်မနေရပညာအရေးချင်းနေပြကြည့်ဖေလို့မဖာတီကတော့လာဩစတြေးလျမှာကောသူလာဒီခိုကနေအ Facebook ကျလိုက်တော့မလားနော်ဖေလို့မနော်အဲ့ဒီခရက်ဆိုအရေးတိုင်းဘာဖြစ်လို့လဲဆိုတော့နေအာနာရှိတယ်ဆိုရင်နေတိုင်းနေဒီလိုမျိုးမဲ့ပစားချပြီးတော့ဒီတော့သူလည်းအဒီကမတရားဟမ်ဗလဲတရားမဝဲတော့သူလည်းထောက်တယ်ပြည်သူလေးစားညာစားတယ်တရားဆွဲရမယ်ဟာပြည်သူတို့အမေရိကန်မှာနေရလူရတာစကမ်မိုတိုင်းခရက်ဆိုအရေးတိုင်းဩစတြေးလျမှာပဲနေတယ်ခရက်ဆိုရဲ့ပြီးတော့ဦးလေးနှစ်ယောက်ငါသူ့ရဲ့ Facebook ကျမမမိတော့ဘူးဟုတ်တယ်ရှာပေးမယ်တွားတိုင်တော့ဖေလို့မနော်တွားတိုင်တော့ဖေလို့မခရက်ဆိုစင်ဒီမှာပဲနေတယ်အမေရိကန်မှာမနေဘူးပါစက်ကျပြီးတော့လက်ပြီးတော့မချိတ်ချောင်းနဲ့နေချိတ်ချောင်းတဲ့လူထဲမှာလေဥပဒေမတိတဲ့လူတယောက်မှမရှိဘူးနေလောကောင်မမျိုးကပါဇာပဲဟာရဲတယ်ပါဇာပဲပြောရဲတယ်ဆိုတာငါတိတယ်ဘာမှလုံးမတဘူးငါရခင်မို့လက်စကပြောပြီငါရခင်မို့ဖေလို့မဖေခါမဖေခါငါလည်းပြီငါရခင်မို့နေခင်မို့တင်မေဆိုရင်နေရလဲနေတဲ့နေရာတော့မှမရှိဘူး
ဖေလိုမနော်အဝဲတယ်မခနဲ့စီဖာတီဘလာအိုလာအဝဲဒါဟွန်းအော်စတြေးလျကနာမနဲ့ကောတူလာဒီခွနဲ့ရအ Facebook ရဲ့လက်ရတော့ normal လေတော့ C our CH CHARI ပဲရချာထူးပဲရ这开了嘛莫的，地皮罗嘛呢？这个么来带的等女呢？他把对嘛的呢？多带呢？他把对嘛呢？多么带不属于？你老搞嘛苗啊？这里表妹说，杜苗么好叫你来表妹？杜苗哈，你那个么来的路这个你来不了三妹、少干妹，你也先干妹。ငါမင်းထားတဲ့ကိစ္စငါမင်းထားတဲ့အဲ့ဒီအဖိုးကြီးလဲနေချမပြနိုင်လို့ငါကိုနေဖီလိုမားနဲ့မလဲနေလိုက်ဆဲတယ်နော်ဖီလိုမားနေနော်ငါကိုမနိုင်တော့လို့ငါကိုတက်တည်ပြမနိုင်လို့နေတခြားကိစ္စလိုက်ပြောနေတယ်တရားဆွဲမယ်ဆိုတာသိချတယ်နော်လာဆွဲငါလည်းအလုံးလုံးချင်တဲ့စိတ်မရှိဘူးအခုအေးတခြားနေချပြီအချို့ထဲမှာသွားမယ်လာဆွဲနေလောဆင့်တန်းကလေနေလောဆင့်တန်းကလေဖီလိုမငါတွေ့ရတော့လေဗမာကျုံမယ်လူတယောက်ကကျမရဲ့လူမျိုးအတွက်ဘာမှကြုံမရှိဘူးဆိုရင်ဒီကောင်မကျမရဲ့တွေ့ရလေခွေးထက်စိုးသေးတယ်ဆိုတာခွေးစရဲတော့မှခွေးစရဲတော့မှငါမထည့်ဘူးဖေလိုမနော်နေရလေကကြီးစရဲတယ်မှာတော့မပြောနဲ့ခွေးစရဲတော့မှမထည့်ဘူးနေမျက်နှာခွေးထက်ပိုဆိုးတယ်ဖေလိုမဒီမှာဖေလိုမနေရမျက်နှာလေငါစောက်ပါနဲ့ငါထိတာလေငါစောက်ပေါက်ငါအားနာတယ်ဒီလားနေရိုက်တိုက်တယ်လို့သူများရိုက်တိုက်တယ်ဆိုတာနေတိဖို့ဖေလိုမနေထင်တာနေပဲဆိုလိုတာတယ်လိုလိုတာတယ်ဖေလိုလိုတာလည်းမီလိုလိုတာတယ်နေပဲနေတာတယ်လို့နေထင်နေတယ်ငါလည်းလိုအကိုလိုတာနေပြီအခုကနော်နေကြောက်အကိုလိုတာနေပြီဒီမှာဒီကဦးလေးတယောက်လဲငါရှာမတွေးတော့ဘူးဒါပေမဲ့ခရဲဆိုတော့နေတိပါတယ်နော်ခရဲဆိုလဲကောတူလေအာဒီကောလဲသူ promotion လုပ်ပေးနေတာပဲဖမ်းမယ်ဆိုအမြသွားဖမ်းဒါမှနေပြောနေတဲ့ကိစ္စကမမိုးအရေးချင်းဘယ်လောက်ရှိလဲဆိုတာစကယ်မှုစောက်ကြည့်ရသေးတာပေါ့ငါမြင်ချင်တာကြားပြီးဖီလို့မနေရလေသူလူတိုက်ကိုဟော2021ကတည်းကအခုချီတိသူများကပလိမ့်နဲ့တိုင်မယ်တရားဆွဲမယ်တရားမှထော်ထဲမှာသွားတဲ့လူတရားမှမရှိသေးဘူးဖေလို့မနေရဆင့်ဒါဘဒုကိုနေသွားတိုင်ပါလေဟမ်သူများကိုလက်ဆဲပြီးတော့သူများပြဆက်မယ်ဆိုငါခင်မောငါပြောပြီးတက်တီထောက်ထားရတော့စနေစီမငါကိုလို့ပိုးလိုက်ပြီးငါကိုလာဆွဆွဲနေလို့နေရသူများကိုလက်ဆွဆွဲနေနေတာကြတော့နေခင်မိုးတိလားဟမ်နေခင်မိုးတိလားနေခင်မိုးတိလားလို့နေခင်မိုးသိစစ်ချင်တယ်ဆိုရင်ငါနဲ့စကားလာပြောခိုင်းနေအကြောင်းနေခင်မိုးသိစစ်ချင်တယ်ဆိုရင်ငါနဲ့စကားလာပြောခိုင်းငါပြောပြီးမယ်ပြီးတော့လေနေလိုက်ကဗီဒီယိုပို့ပြီးတော့ငါ translate လုပ်ပေးမယ်နေခင်မိုးကိုနေဘလောက်ထိရိုက်လဲနေဘလောက်ထိရောက်มาလဲနေဘလောက်ထိကိုထိကြီးနေပြီးတော့ဘာမှမသိနာဘာမှမသိတဲ့ကောင်မတယောက်ဖြစ်နေတာလဲဆိုတာနေခင်မိုးငါဖားပြငါချပြမယ်ဖေလို့မငါညင်နေပါတယ်တဲ့သူ့ငါဘာပဲပြောစကဲမွားပြန်ညင်နေနဲ့ငါရဖြစ်တိုက်ကငါအရေးတခါမှမညင်ဘူးနေပဲအရင်ညင်တာနေအရင်ညင်မယ်ဆိုရင်နေဘယ်လိုပြောလဲစကဲမွားငါစကဲတမ်းမရှိဘူးငါအဆင့်တမ်းမဟုတ်ဘူးငါနဲ့လာပြီးတော့မနာနဲ့ဘာညာလေစကဲမှုကိုနဲ့ထပ်ပို့တော်လို့ဗောနေမနာလို့ဖြစ်တာခဏစကဲမှုနာမည်ကိုနေတက်ပြောနေတာနေပဲ
စကဲနေတဲ့ပြောမစကဲမှုတဲ့ပြောတာနော်ငါလေလူမနီယာမှာပဲသူများငါ့ကိုအရေးလာမစော်ကားဘူးဆိုရင်သူများကိုနာမည်တော့မှငါမခေါ်ဘူးဖေလို့မဖေတရားမမင်းအေလို့မနော်ငမဲမငါဆက်တာပြီအဲ့ဒီဆက်ငါဆက်တာလို့အခုကငါကြမ်းမရေးအားကောက်လာတယ်ဝေဒမခနဲ့စီနေကွာရမခုနေတန်တခုရလဲje fone li abadu je hu je fone safe ka ta ai lo je hu da de wada ba no တရားဆွဲချင်တယ်မဟုတ်လားဖေလို့မခရဲဆွဲရေဆွဲနော်ပြီးတော့ငါတရားခရဲဆွဲနေရေဆွဲပြီးဆိုရင်ငါစီမငါလာနေလာဆွဲမလားငါစီမနေလာဆွဲမယ်ဆိုရင်နော်ငါပြောမယ်လေရလက်မလက်ငါခံပေးမယ်ဟိုတယ်လက်ငါခံပေးမယ်ပြီးတော့အစားအစာကလုံးငါတာဝယူရကွာဟိုတယ်ကောက်ကောက်နဲ့ငါထားမယ်ဒီလားဟိုတယ်ကောက်ကောက်နော်ငါထားမယ်ကောင်မနေဘလောက်ထိအစွမ်းအစရှိလဲငါကိုပြလိုက်စမ်းအခုချိန်မှာကရေမထက်မှာနေကိုရှုံမပေးတာဒီကရေမပဲနော်ဒီကရေမမျက်နှာနဲ့မမြင်ချင်ဘူးနေတယောက်တည်းပဲ on the top လိုချင်တယ်ဆိုရင်ဒီကရေမကိုပျောက်စောနေလို့ရမယ်ဖေလို့မရဲ့နော်လေရခခံပေးမယ်ဟိုတယ်ကောက်ကောက်ကြီးကိုငါပေးမယ်အစမြန်မာအစားစားချင်လားထိုင်းအစားစားချင်လားအင်္ဂလိပ်အစားစားချင်လားနေစားချင်တယ်လို့ငါကိုပြောငါအကိုလုံးလုပ်ပေးမယ်ဖေလို့မငါမအလောက်အကင်နဲ့နဲ့လိုမျိုးထိုင်ပြီးတော့အော်ပြီးတော့လေအလူခါစားနေတာမဟုတ်ဘူးနော်ပြီးတော့သူများတကာကိုလက်ဆဲကိုကပတ်စာမဝင်အလူငွေမဝင်တော့အလူငွေများမဝင်ဘူးဆိုရင်သူများကိုဆဲမကိုစီမလာမဲမဲ့အစစ်တန်းဒီလားဖေလို့မနော်ဖေလို့မငါဆဲတာပြီငါတော်လေးဆဲလို့တာပြီငါဝမ်းတာတယ်ဒီလားငါတအားဝမ်းတာလဲငါဆဲတာလို့တချို့လူတွေကလေဆဲမရဲဘူးငါဆဲရဲတာငါဆဲမရဲဘူးရဲလဲအခုကဆဲရဲပြီနေမျက်နှာငါစောက်ပါတော့မှငါပေးနန်းနေနော်နေရဲ့စင့်တန်းဖေလို့မငါအောက်တန်းမကြချင်ဘူးဒီလားနေလောကောင်မမျိုးဆင်းရတော့ငါမရောက်စင်ချင်ဘူးဒါပေမဲ့နေတယောက်တည်းပဲငါလုပ်မယ်တခြားလူငါမလုပ်ဘူးနေပဲနော်ဖေလို့မနေပဲငါလုပ်မှာ အခုနေတာများကတော့ तू ကဟိုသူ့ရဲ့ license ပါတယ်လေအဲ့ဒီကရင်မပေါ်တယ်တို့ဒီမှာနေတာများ license ပါတယ်နေတာများနာမည်ပါတဲ့အတွက်ကြောင့်နေတာများအခုတရားဆွဲပုံမှန်နဲ့တရားဆွဲခံရတယ်ဒီထိုင်းနိုင်ငံမှာနေတဲ့လူကထိုင်းနိုင်ငံမှာဘောချွန်တမ်းမြကောတူလာဒီကလှုပ်တရားစွဲခံရတဲ့တတိမှာထပ်ပေါ်နေတာလားဘသူသိနေတာလဲဒီဖေလုံးမတယောပဲသိနေတာလားဘာပုံမှန်လဲတရားစွဲနေတာလဲငါအဒီပုံမှန်ကိုငါသိကျင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပုံမှန်ကိုငါသိမယ်ဆိုရင်ငါတရားလူကြီးတွေပါတယ်ငါပေးလို့ရတာပေါ့ဘာပုံမှန်နဲ့လဲပြောငါတော့ညငါပုံမှန်လားဖေလို့မဒီမှာနေရမျက်နှာဒီမှာနေမျက်နှာနေငါချီတော့မှလေမတန့်ဘူးဖေလို့မဒီလားနော်ဖေလို့မအေးဒီပုံမကိုပြတင်လိုက်တယ်ဖေလို့မအောင်မလေးအဲ့ဒီအဖိုးကြီးကဗလဲဗီဒီယိုကိုပို့လာခဲ့တက်တင်ထောက်ထားတဲ့ငါတို့ရဲ့ကရင်မပုတ်တင်ကန်ထားတဲ့လူ10ရောက်အဖမ်းခံရတာတဲ့အဖိုးကြီးကထောက်ရတယ်လက်တရားစစ်ထောက်ဟမ်မင်းတို့စစ်စောက်ကြောင်မင်းတို့ရဲ့ရောက်မှမှုတွေသိနေတဲ့ဘာဥဒမမင်းတို့လောက်ကြတာပြခဲ့တယ်လေအဲ့ဒီအမှန်ဘာဖြစ်လို့နေဒီလိုမျိုးစကားပြောရလဲတိလားဖေလို့မနေကငါတောင်းတဲ့အထောက်ထားမှနေနဲ့စီမှာမရှိတာနေစီမှာမရှိလို့ဘာဦးကျော်တို့မမမြနိုးကျော်အကြောင်းတို့ပြီးတော့ဘောချွန်တမြထိုင်းနိုင်ငံမှာတရားစွဲခံရတဲ့ပုံမှန်ကနေစီမှာရှိတယ်လိုက်ပေါ်ကနေတင်ပေး
နေပြောတော့နေစီမှာရှိတယ်နော်ဒီ like ကငါစောက်ချင်းငါကြည့်နေတယ်နေပြောတော့နေပြမယ်အစောက်ချင်းငါရှိတယ်နေမပြဘူးဘာဖြစ်လို့လဲရှိမှမရှိတာရှိမယ်ဆိုချပြကွာချပြလိုက်စမ်းနော်ငါနေကိုစိတ်ခေါ်နေတယ်ချပြလိုက်စားဖီလို့မဘောချွန်တမ်းများတရားစွဲခံရတဲ့ကိစ္စလူ10ယောက်ကိစ္စအဖိုးကြီးကိစ္စပြီးတော့ငါတို့တရားလာဆွဲမဲ့ကိစ္စကွာလောက်ပြလိုက်စားကောင်မဖီလို့မနေရဲ့စင့်တာနေကိုကြောက်တဲ့ကြည်မတဲ့မှာငါမပါဘူးဖီလို့မနော်ဖတ်တရားမနော်အခုကကိုစီရဲ့မတ်တန်းတွေကိုသွားဆင့်မဲတဲ့ကိုစီရဲ့စီရဲ့ကိုစီရဲ့ပေးစလဲပါဒီကောင်မစာတလုံးမတားဘူးသူစီရဲ့မကိုပေးမစင်းနဲ့သူပဲပေးစိတ်ခံသူပဲပေးစိတ်သူဖာမတားဘူးစာသူအလူခံပြီးတော့လေသူစီရဲ့မတရားကိုသူတော်မငါစီရဲ့မတရားကိုသူငါအဲ့ဒီအလူငွေထဲမှာတော့မစီရဲ့မတရားကိုသူငါရသေးတယ်ဒီဖေလို့မကဒါသူရဲ့ဆောက်စင်းသူရဲ့အဆင့်တန်းဒီလားစစ်ထောက်ဖို့တယောက်ကအလုံးမရှိအကံမရှိဘာမှမလုပ်ဘူးလိုက်လွှဲတာပဲတခုပဲဘာဖြစ်လို့စီရဲ့လုံမနိုင်ရတာလဲလုံမမတတာအဲ့ဒါကြောင့်ကိုစီရဲ့သူ့ကိုလေသွားစိတ်ခိုင်းလိုက်သူ့ရဲ့နေဟာကိုစီရဲ့စီရဲ့တို့ကိုသူ့ကိုစိတ်ခိုင်းလိုက်စီရဲ့မတွေပါလေစိတ်မခိုင်းနဲ့သူ့ကိုသူတော်မလည်းစီရဲ့ရေတော်မမတအခုလာကိုစီကိုတရားဆွဲမယ်ဆွဲကြကွာဆွဲကြငါတို့ကိစ္စမဟုတ်ဘူးငါတို့တရားဆွဲတဲ့ကိစ္စနေစလို့ရပြီဖီလို့မနော်နေစကားပြောပြီးဆိုရင်နေလို့ရမယ်လေလောက်စောင်းနေတယ်အမေရိကန်မှာဘယ်သူ့အလုပ်ခိုင်းမှလဲစောင်းနေတယ်မလုပ်မခိုင်းပါနဲ့ဖီလို့မရဲ့နော်ဒီမှာဂရဲဆိုရေလို့ပြီးတော့ဦးလေတယောက်ကဂရဲဆိုကိုမင်းဂရဲဆိုတိတယ်သူ Facebook ဦးလေတယောက်ကဟိုဗာလဲချာထူးလာသူ့ရဲ့နာမည်ချာထူးကသူ Facebook ကတော့ဘယ်လိုရေးလဲမမီတော့လို့ဂရဲဆိုအမေသူတိတယ်ပြီးတော့အဲ့ဒီအော်ဆွေးရမှာနေရောက်တော့မကဘူးများသေးတယ်အကောလို့တရားဆွဲပြစ်လိုက်ပြီးဆိုရင်စကဲမှုလာပြီးတော့တရားဆွဲမှာမို့နော်ဗီဇာလိုချင်လားဘလောက်လဲဗီဇာခရဲလေရီခရဲဟိုတယ်ခရဲအစခကောလို့ခံပေးမယ်ဖီလို့မလာခဲ့အကောလို့ခံပေးမယ်အခုစပြီလေနဲ့အတွက်ငါပါ$1,000စုပေးမယ်နေလာဖို့အတွက်ငါစစုမယ်နော်နေလာဖို့အတွက်ငါ$1,000စုပေးမယ်လေရခရဲအစားအစာခရဲပြီးတော့ဟိုတယ်အခရဲဟိုတယ်ဆိုရင်တော့ 5 star ပဲငါပေးမယ်ဖီလို့မစကားလာ messenger မှာစကားလာပြော scam ရဲ့ငါလာခဲ့မယ်ဒီလိုငါလာမယ်ပြီးတော့ဒီနေ့ငါလာမယ်ငါလေးဝယ်ရမယ်ပတ်စံလို့မယ် scam ပို့ပေးမယ်ဖီလို့မငါမှလောက်အကြိုက်ရှိတယ်နေရလေလည်းမလေငါလောက်စာနေရဲ့ပဲနော်ဖီလို့မနော်ပြီးတော့နေတခုပြောသေးတယ်နေတော့ရဲ့ငါတို့ရကရင်လာတဲ့မင်းအောင်လည်းမကြောက်ဘူးတဲ့မင်းအောင်လည်းကြောက်လို့ငါတို့ကရင် KNU ဆိုရင်မင်းအောင်လည်းသဘောစီရမှာမင်းအောင်လည်းတော့မထက်သေးတယ်လေမင်းအောင်လည်းကြောက်လို့ပေါ့နော်ငါတို့ KNU မကြဆုံးတာတိလားငါတို့ KNU ခုချက်ထိရှိနေတော့ငါတို့ကရင်လူမျိုးအမျိုးသားစီလို့အမျိုးသားတွေကလို့အခုချက်ချင်းလိုက်နိုင်ကိုင်နေကြတဲ့ကစိတ်တက်ကိုငါတို့ကိုမနိုင်လို့ဘောဖီလို့မရဲ့နော်ဖီလို့မနော်ငါရဲ့ကရေကားဆိုရင်လာပြီးတော့မစော်ကားနဲ့နေရပြည်တော်စုဆိုပဲပြည်တော်စုအလာမဲနေနောက်မှာရှိတယ်ပြည်တော်စုအလုပ်ပဲလုပ်သူများနေမြေသူများနေပြည်သူများတွေလက်ပြီးတော့မစော်ကားနဲ့ဖီလို့မ
ငါတို့ရဲ့ကရင်လားလေဖေလို့မငါပြောမယ်ငါတို့ရဲ့ကရင်လားတယ်ငါတို့ရဲ့တမျိုးသားလို့အသက်ပဲငါတို့ရဲ့တမျိုးသားလို့ငါတို့ရဲ့ကရင်တမျိုးသားလို့ဘယ်လိုပြောမလဲ represent us နော်ဗမာလို့ရေးပေး represent နေပြောကိုလေဘယ်လဲငါတို့ရဲ့ကရင်လန်ကငါတို့လူမျိုးကိုနော်ငါတို့ရဲ့ကရင်လာတယ်ငါတို့လူမျိုးကိုဘယ်လိုပြောမလဲဆိုတော့ဒီလာကိုသူများတွေ့မယ်ဆိုရင်ဒီလာကရင်လာဆိုတာလူအကုန်လုံးသိတယ် this flag represent us represent Karen okay ဖေလိုမနော်နေရပြည်တော်စုလာလေဟွန်ပြည်တော်စုမဖြစ်ခင်လေဖေးရကိုဖြစ်ကုန်ပြီးဟိုမှာတက်ဖြတ်ခိုက်ကြတယ်ပြီးတော့အလူရှင်တက်အလူထပ်ပေါ်ချင်းရဖြစ်လိုက်ဒီလားဒီနေ့ဆိုရင်ငါလိုက်ကိုကြည့်ပြီးဆိုရင်စကမှုငါ့ကိုစော်ကားတယ်စကမှုငါကိုပြည်သူပက်စာလွယ်သုံးစာလောက်နေပါတယ်ငါသူ့ကိုသွားတရားဆိုမှငါခင်မုန်းနဲ့စကားပြောကြည့်မယ်ဖေလုံးမပညာမတက်ဘူးအလူငွေဆိုတာဘယ်လိုတောင်းရမလဲဘဒူကတော်လာရဲကိုတိတိကျကျလုံးလဲခမမတတော့လဲပြည်သူပက်စာတွေကိုအလာကားလဲလူဖေလုံးမနော်ပညာမတက်တော့လဲတလောက်ပဲပေါ့ပြီးယူငါနဲ့6နဲ့အတွင်းမှာဘီသူဘလောက်ပက်ချာရှောက်ခဲ့လေပြကြည့်နေ့စီထဲမှာနေထပ်ပေါ်တဲ့နေရာတွေအစီဝါခေကလေးကလည်းဘာတွေအစီဝါနဲ့ကိုတိုက်ပေးနေလို့လဲအစီဝါတော်နေပါလေဆိုအစီဝါလေပြီးသူတို့ရေဘောအစီဝါကံပေးလေဘောအစီဝါမြို့သိကံပေးဟာပြီးသူတို့ရေဘယ်မှာလဲနေရတော့ယောက်ျားအစီဝါဟမ်ဒီလိုထပ်ပေါ်မျိုးကလေ9ယောက်ပဲရှိမယ်ဆိုရင်ဒီတော်လာရဲ့ကဘယ်တော့မှမပြီးဘူးဘာဖြစ်လို့လဲဆိုတော့အလူငွေရလေအလူငွေတော့မှမတတာအတော့ဝင်တဲ့နေရာမှမသိတာလူတွေကခတ်မှမတတော့လေအလူငွေအလာကရှုံတာပေါ့ငါမခံစားနိုင်ဘူးငါလေကျမလေတခါတလေလေကန်ပြည်သူတွေကိုတနာတယ်တိလားပြည်သူတွေကိုတအားတနာတယ်ငါဘာဖြစ်လဲဆိုတော့ तू ကလေသူတို့လှုပ်တာလေအလောက်ချမ်းနဲ့အလောက်ကိုစားပြုဟုတ်တယ်ကိုစားပြုဒီမှာငါတို့ရဲ့အလားလေငါတို့ကရေကိုစားပြုနေတဲ့ဖီလို့မနော်နေတို့ရဲ့ပြည်တော်စုအလားတယ်ငါတို့ကရေတမျိုးသားလို့အလားမဟုတ်ဘူးငါတို့တမျိုးသားလို့အလားဒီမှာကိုစားပြတို့ကရေတွေကိုကိုစားပြုနေပါတယ်ဖီလို့မနေတို့တွေကလေနေတို့စစ်တပ်အောက်တန်းကြစစ်တပ်တေးလေးနဲ့ပြည်တော်စုမယ်လီအိုပဲလက်စုလီအိုစုလို့မရဘူးဆိုသေးရကိုပဲစုပြည်သူကလို့တေကိုရမယ်နေတို့လောက်တဲ့နေတို့လောက်နေတာနေတို့လောက်ရတယ်ဘာလဲဘယ်လိုပြောမလဲလောက်စားနေတဲ့တော်လာရေးအရေးရလေထောက်ဖို့အများပြပဲထောက်ဖို့တွေဘာမှမရှိဘူးနော်ကမရှိဘူးအေးမရှိဘူးဘယ်လိုပြောမလဲဟာလေသမားတယောက်ပဲဟောမြန်မာနိုင်ငံမှာနေကြတဲ့ကအခုကတော်လာရဲ့ဖြစ်ပွားတော့လေထောက်ဖို့ဖြစ်ပြောလေကားလည်းရှိတယ်ဟာအေးလည်းရှိတယ်ကားလည်းစီရဆယ်သေးဆက်3သိန်းဆက်5သိန်းအိုးဒီလူတွေကပြောမယ်ဆိုရင်အလော့အကယ်ရှိလားမရှိဘူးဘယ်ကနေပက်ဆာကားတွေဝယ်နေတာလဲဘယ်ကပက်ဆာနဲ့အေးတွေဝယ်နေတာလဲဖေလို့မပြောစားငါတို့ကရင်နဲ့ငါလေငါကိုခွေးမလို့လာမခေါ်နဲ့ဒီခွေးမလေပြည်သူပက်ဆာမလေးစားဘူးအလူခွေးလည်းမကောက်ဘူးဘာဖြစ်လို့လဲသူများပက်ဆာကိုလေးစားလို့ဒီပက်ဆာကိုငါတောင်းမတဘူးဆိုရင်ဒီပက်ဆာကိုငါလူကငါ့ကိုလေးစားမယ်ဆိုရင်ဒီပြည်သူတွေကိုနှိမ့်နာမယ်ဆိုတာငါတီးလို့နေလို့အလုတ်မျိုးနေလို့အလုတ်မျိုးငါကိုပညာမတတ်ဘူးဆိုတော့ဒီလားသူ့ကိုသူဆီယာမလို့ခေါ်ခံချင်တာပေါ့အဲ့ဒါကြောင့်မလို့ဒီ
စကားပြောစကားပြောအားတယ်ဆိုတော့သူလည်းလိုက်ပေါ်မှာစကားပြောဆက်လီဖြစ်သွားတာပေါ့အဲ့ဒါတော့အော်ဆီယာမမမိုးကြီးဆီယာမခေါ်ခိုင်းခြင်းနဲ့လေလင်တန်းဆိုတော့ဘသူကသွားခေါ်มาလဲဒီလိုအလုပ်မလုပ်ဘူးဆိုရင်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဆီယာမခေါ်ခိုင်းခြင်းလို့ဒီအလုပ်ကိုလိုက်လို့ပြီးတော့ကိုကလည်းစော့တော့မကြစော့ပေါ်အစင်ဟာဘာလဲအစင်အတမ်းမရှိဘူးလေအတမ်းမရှိတော့လေလူတွေကတခိုးလားလူလေးလားခမမတတော့လေအလူငွေတော့အလကားရှုံနေတာပေါ့ဖေလို့မနော်ဒီမှာငါတို့ရကရလာဖေလို့မငါတို့ရကရလာဒီမှာဖေလို့မငါတို့ကရလူမျိုးကိုစားပြုတ်နေတဲ့အလံနော်ငါတို့လေးစားတယ်ငါတို့ကရအလံကိုလာစော်ကားနေကြတဲ့ငါတို့ကရတမျိုးသားလို့ကိုလာစော်ကားနေတာပဲအတူတူပဲဖေလို့မရဲ့နော်နေတို့ရဲ့အလံလားနေတို့ရဲ့အလံလေပြီးတော့စုအလားလားမေလိုးအလားလားပြီးတော့ကိုမေကိုလိုးအလားပဲငါအလားကိုနေရေစော်ကားတာနော်ငါလေငါကိုအရေလာမထိဘူးဆိုရင်သူမြောက်ငါတော့သွားမထိဘူးငါတဲ့လူမနေရမှာပဲဖေလို့မငါကိုလာထိမယ်ဆိုရင်ရှုပ်ပေးမယ်လို့နေမထေနဲ့ဖေလို့မငါစဲတာပြီးအခုကဒီရဲ့စက်ကတချင်းဖြစ်သွားပြီးငါအတွက်နော်ငါမတ်ရိုက်လို့တတ်တယ်ငါဆဲလို့တတ်တယ်နှစ်ထပ်ပို့ပြီးရုပ်မှတက်တယ်ဒါမဲ့လူဆိုတာလေလူစစ်ရှိလို့လူစစ်မွေးရတယ်အဲ့ဒါကြောင့်နစ်လို့မျိုးမဆဲတာရိုက်တတ်တာဘောလူတွေကဒီလားဖေလို့မအော်စီကျဲမငါဒုက္ခတယ်မားတယ်ဟုတ်တယ်ငါဒုက္ခတယ်မငါလည်းငငယ်လေးကလေးကစိတ်ကောက်စီစစ်တပဗမာစစ်တတွေကပေါ့နော်ငါတို့နှိမ့်ဆက်လို့ငါတို့ပြင်းရတယ်ဒုက္ခတွေကနေရောက်နေတယ်ပြီးတော့ကိုကန်နဲ့ကိုအမေရိကန်မှာရောက်နေတယ်အင်္ဂလိပ်နဲ့ဖေခံမအနေငါကြမှာရောက်တာမဟုတ်ဘူးနော်ဟေးငါကန်လေနှစ်ထပ်ဖို့နဲ့လိုမျိုးမစိုးဘူးဖေလို့မရဲ့ငါကမနာလို့ဖြစ်မနေနဲ့ငါလိုကမလေနဲ့လိုလင်းတန်းကငါကိုစီရလာစိတ်မလားငါရေးတဲ့စာနဲ့ဖမတားဘူးငါမရှိချင်ဘူးဒီလားနဲ့ကိုနေအရက်တနေလို့ငါရေးရတာဒီလားဖေလို့မနော်ခွေးပြီးတော့စုတယ်ငါကရပြည်နယ်ကိုလောပြက်စီကုန်ပြီးအခုကနေတော့ရပြည်တော်စုကြောက်စုမယ်ဆိုရင်မစုကြည့်ငါနဲ့ကလေးကစုတာကြာပြီနော်အမရကဆိုရင်လေနေရလေမဒေါ်ဆောဆန်းစုကြည်နာမည်ကိုလဲသုံးစားလုပ်ပြီးတော့နေရလူခံစားတာပြီးတော့လေသူများသူ့ဘယ်လိုပြောမလဲကရင်ဒီကရင်မတော်တယ်ဒီကရင်မလည်းလူမျိုးမခွဲခြားဘူးဒီကရင်မလည်းမြန်မာပြည်တနေငယ်လို့တက်လောက်ပေးနေတယ်သူများဒီလိုမျိုးပြောတာသူတို့တကယ်ပြောနေရလို့နေထင်နေလားဖေလို့မကိုယ်အစင်ကိုပြကြည့်နေရလေသူများထင်တင်းလို့နဲ့ကိုသူများတောင်းစားနေတာကိုမတိလို့လူတယောက်ကလေသူများတောင်းစားနေပြီဆိုရင်ဒီလူကပန်တန်ဘိုးမှမရှိဘူးဒီလူကအုံတော့မရှိဘူးဖေလို့မငါကိုလာချပြနော်ဘောချွန်ဒါမြသူများပါပုံမနဲ့ရေးယူနေတာလေချပြနော်နံပါတ်1နေအဲ့ဒီဦးလေးကိစ္စကိုနေချပြမနိုင်ဘူးဆိုရင်နေကလူလေးလူညာပဲပြောထားတဲ့ကိစ္စကိုနေချပြနေ short ပြောနေလို့နေချပြမရဲတာပဲနော်နံပါတ်3ငါတို့ကိုတရားလာဆွဲမယ်အဲ့ဒီတရားဆွဲတဲ့ကိစ္စကိုခရဲဆိုရင်တရားဆွဲပြီးတော့ဆွဲလို့ရတယ်ဆိုရင်အမေရိကန်မှာလာခြင်းတယ်ဆိုရင်ဟိုတယ်ရဲ့လေရခရဲ့အဆရကလို့ငါတာကိုယူတဲ့ဖေလို့မနော်ငါကလို့တာကိုယူတဲ့ငါလေနဲ့လိုမျိုးအလုံးမရှိကဲမရှိကောင်းမဟုတ်ဘူးငါကငါနည်းနည်းပါ introduce လုပ်ရမယ်နော်
နေရလေရလာမဟန်လဲမရဲ့နေရဟိုတယ်ဆိုရင်ကဟိုတယ်နော်5 stars 5 stars hotel အဆအဆဆိုရင်ဘာအဆအဆဆန်းချင်တယ်ဗဇပဲလို့တယ်ပြောညီမလေးမမဒီနေ့ကတော့ထားအဆအဆစားချင်ပါတယ်လာပို့မယ်ဟိုတယ်မှာလာပို့မယ်ညီမလေးဒီနေ့ကတော့မမဗမာစာညီမလေးချက်ချစ်သွားပို့မယ်ဒီလားစေခေါ်နေတယ်နော်လဲဘောကနေမអော်နဲ့တက်တယ်ပဲလို့နော်ငါတာအိုးနေတယောက်ထက်ပဲလေရစီမတဘူးဆိုရင်နော်ငါOh sorry ငါမေ့သွားတယ်စာမဖမတဘူးဆိုတော့လေရစီမတတော့ဘူးအော်ဒါဆိုရင်တော့လေရစီမတဘူးလို့ထင်ပါနဲ့အဲ့ဒီတော့ခင်မိုးနဲ့လာခဲ့ခင်မိုးလေရလက်မလဲတရားလာဆွဲမယ်ကျွန်မနေကိုတယ်ပဲလာတရားဆွဲရမယ်နော်နေခင်မိုးလဲဟိုတယ်လာအစားလာပြီးတော့ဟိုလေလက်ခလာခံမယ်စကမ်မိုးခံမယ်နော်ငါမေ့သွားတယ်တယောက်ထဲလာမယ်ဆိုတော့လဲလာမတဘူးခင်မိုးနဲ့လာမလာတတ်မှာဆိုတော့အေးနှစ်ယောက်ခံနှစ်ယောက်စလုံးလုတ်ပေးနှစ်ယောက်စလုံးအတွက်ခံပေးမယ်ငါတို့ကစကားနဲ့မပြောဘူးနော်အလောက်နဲ့တက်တည်ပြတာဖြေလို့မနော်အော်အမလေးသူကသူ့ထစ်ကြီးတယ်ဒီဖေလို့မသူမြောက်လက်ပြီးတော့អော်နေဒီစကဲဖူရလေအမလေးငါ့ကိုစိတ်ခေါ်နေပါတယ်အခုကစိတ်ခေါ်နေတယ်ဘာဖြစ်လို့လက်ခံမရဲတာလဲဟမ်အမလေးဖေလို့မနေတွေ့လားငါရိုက်တက်တယ်ဆိုတာငါပြောထားတယ်လေဒီလိုမျိုးငါခါမှပြုတ်မှုမလုပ်ဘူးငါမခံစားနိုင်ပါဘူးသူ့ရဖြစ်တာလေဒီလားသူ့ရဖြစ်တာလေခွေးလိုပဲသွားရဖြစ်တယ်ဒီလား तू ပြောပြီးတော့နေထားတောင်းမယ်ဆိုရင် तू ပဲမမရှိတာလေ तू ဘာလို့လဲတခြားကိစ္စလည်းပြောနေတယ်ခွေးယူအဲ့ဒါကြောင့်ဒီနေ့ကတော့မှမို့အတွက်ဒါပဲစောင့်နေပါတယ်တရားလာဆွဲပါငွေချင်းလိုချင်တာလားစကဲမှုကိုပြောပါအကလို့ထောက်ပပေးမယ်ရှင်းတယ်နော်ကျေးဇူးတင်ပါတယ်ရှင်ကရင်မထဲမှာလေနင့်ကိုရှုပ်ပေးတဲ့ကရင်မထဲမှာဒီစကဲမှုမပါဘူးဆိုတာနေတိဖို့ဖေလို့မ